မကောင်းမှုရှောင်ကောင်းမှုဆောင်ဖြူအောင်စိတ်ကိုထားတပ္ပပပတ္တအကရဏံကုသလတုပ္ပတံပရာသာစိတ်တပရိယောတပနံဧတံဗုဒ္ဓနာသာသနာလို့ဓမ္မပဒပါဠိတော်မှာရှင်အနန္ဒာရဲ့မေးလျှောက်ချက်ကြောင့်မြတ်စွာဘုရားဟောကြားထားတဲ့ဂါထာတော်လေးကိုအဲ့ဒါဘာသာပြန်ထားတာနော်ကင်းကဝါလူတဲစုမကဝင့်တော်မူကြပြီးဘုရားအဆူလူတို့ရဲ့အစိုးအမဩဝါဒအနှစ်ချုပ်တနည်းအားဖြင့်ပိဋကတ်သုံးပုံရဲ့အနှစ်ချုပ်လို့လည်းဆိုနိုင်တယ်ပေါ့မကောင်းမှုရှောင်ကောင်းမှုဆောင်ဖြူအောင်စိတ်ကိုထားတပ္ပပပတ္တအကရဏမကောင်းတာမှန်သမျှမပြုတ်လို့ဖြစ်အောင်မပြောပြအောင်မတွေးပြအောင်ရှောင်ကျင်ရမယ်ဆိုတဲ့အဆုံးအမကုသလတုပ္ပတံပရာကောင်းမှုမှန်သမျှမိမိတန်တာမှာပြည့်စုံအောင်ကြိုးစားအထောက်ကြရမယ်လို့ဆိုတဲ့အဆုံးအမသစိတ်တပရိယောတပနံမိမိရဲ့စိတ်ကိုဖြူရှင်တန်ရှင်းအပြစ်ကင်းအောင်ကြိုးစားအထောက်ကြရမယ်ဆိုတဲ့အဆုံးအမကြီးဘယ်နှမျိုးလဲ၃မျိုးမကောင်းမှုရှောင်ကောင်းမှုဆောင်ဖြူအောင်စိတ်ကိုထားအဲ့ဒါဦးဇင်းတို့ဒီနေ့ညမကောင်းမှုရှောင်ဆိုတာလေးကိုဦးစားပေးပြီးတော့ပြောရဒီမှာ10ညလောက်ဦးဇင်းတို့ပြောမှာဆိုတော့ပြည်သက်ပေါင်းတော်ကောင်းတို့ရဲ့ခေါင်းထဲမှာလည်းပဲဟောခဲ့တဲ့တရားလေးတွေကိုအစီအစဉ်တွေကြမှတ်သားမိသိခြင်းနဲ့ပေါ့နော်မနေ့တုန်းကနှလုံးသွင်းမှန်ပါစေယောနိတော်မနိတိကာရအရေးကြီးဆုံးလို့ထင်လို့အဲ့ဒါကိုပထမဦးဆုံးနေ့မှာပြောပါဒီကနေ့မကောင်းမှုရှောင်ဆိုတာကိုပြောမယ်မနေ့ပြန်မှာကောင်းမှုဆောင်ဆိုတာကိုပြောမယ်နောက်ရက်မှာစိတ်ကိုဖြူအောင်ထားဆိုတာကိုပြောမယ်တော့ဒေသနာတွေဆိုတာကဆက်ပြီးတော့တွေးတယ်မယ်ဆိုလို့ရှိရင်ဆက်ပြီးတော့တွေးတယ်ရတယ်အများကြီးရှိကြဲပြန့်နားလေရလေနော်ဒေသနာတစ်ခုရဲ့အဆုံးအမရဲ့အရာသာဟာပို့ပြီးတော့ပေါ်လင်းထင်ရှားလေပေါ့အဲ့တော့မကောင်းတာမလုပ်ရဘူးဆိုတဲ့အဆုံးအမကိုငယ်ငယ်လေးကစကြားဘူးထားတယ်ဒါဟာဘလောက်ကြည်ပြန့်လဲဘလောက်လေးနဲ့လဲဘလောက်ထိနုညံ့သိမ်မွေ့လဲနော်ဒါတွေကိုအများကြီးသိဖို့လိုတာပေါ့အဲ့ဒီနေရာမှာမြတ်စွာဘုရားကမကောင်းမှုကိုမပြုရဘူးလို့ဆုံးမတယ်တားမြစ်တယ်ဘာကြောင့်မကောင်းမှုကိုမပြုဖို့မြတ်စွာဘုရားတားမြစ်ရတာတော့လို့မေခွန်းထုတ်မယ်ဆိုလို့ရှိရင်လိုရင်းကြဖြစ်တဲ့ဖို့လိုတယ်ပေါ့ဘာကြောင့်မကောင်းမှုကိုမပြုဖို့မြတ်စွာဘုရားတားမြစ်တော်မူရတာတော့ဆုံးမတော်မူရတာတော့လို့မေးရင်ဆင်းရဲမှာစိုးလို့အဲ့ဒါလိုရင်းကြဖြစ်တဲ့ဖို့လိုတယ်ဟုတ်တယ်မကောင်းတာလုံးပြီးပြောပြီးတွေးမိရင်တော့အကျိုးဆက်အနေနဲ့ဆင်းရဲဒုက္ခကိုမလွဲမသွေကြုံရလိမ့်မယ်မကောင်းမှုနဲ့ဆင်းရဲဒုက္ခဆိုတာအကြောင်းအကျိုးတစ်စုံပဲရှောင်လို့မရဘူးအကြောင်းတရားကိုပြုပြီးရင်အကျိုးတရားဆိုတာရှောင်လို့ရမလားမရဘူးနော်မကောင်းမှုသည်အကြောင်းတရားဖြစ်တယ်ဆင်းရဲဒုက္ခသည်အကျိုးတရားဖြစ်တယ်ဒီနေရာမှာမကောင်းမှုဆိုတာအလွန်ကျေပြန့်တယ်ညာသောဖြင့်လူတွေကမကောင်းမှုလို့ပြောလိုက်လို့ရှိရင်သိတာထင်ရှားတဲ့ကာယကံမှုဝစီကံမှုလောက်ကိုပဲမကောင်းမှုလို့ဗုဒ္ဓတွေလုဒ္ဓမဟာနာတွေပြောတာဟုတ်လားဒီအလုံးနဲ့အပြောကိုပဲမကောင်းမှုလို့စိတ်ထဲမှာပြေးပြီးတော့မြင်မိတတ်ကြတယ်တကယ်ကမကောင်းမှုဆိုတာကာယကံမကောင်းမှုဝစီကံမကောင်းမှုတွေမကဘဲနဲ့လက်ထိနားလဲရမှာလဲမနောကမကောင်းမှုထိနားလဲရမှာနော်စိတ်ထဲမှာအလိုဆန္ဒတွေပြင်းပြင်းထန်ထန်ဖြစ်တယ်ဒါမကောင်းမှုပဲလေဟုတ်လားမကောင်းမှုဆိုတာဘာကြောင့်မကောင်းမှုလို့ပြောရတာလဲနော်အပြစ်ရှိလို့ဆင်းရဲဒုက္ခကိုဖြစ်စေတတ်လို့မကောင်းမှုလို့ပြောတာ哦ဟုတ်တယ်မဟုတ်လားအေးတွေ့ကြုံရတဲ့အာယုန်တွေနဲ့ပတ်သက်ပြီးတော့အလိုမကျမှုတွေစိတ်တိုင်းမကျမှုတွေဖြစ်နေပြီဆိုရင်ဒါပါလေမကောင်းမှုပေါ့မိမိရောပေါ့ဆဆဝါရတံဘိုးအချိန်ခါရတံဘိုးကိုနားမလဲဘဲနဲ့ဖြစ်တယ်လို့နေနေတယ်ပမာဒလွှမ်းမိုးပြီးတော့မောဟနဲ့နေနေတယ်ဆိုရင်ဒါလည်းပါလေမကောင်းမှုပဲเนาะဒါကြောင့်မကောင်းမှုကင်းမှုဆိုတာထင်တယ်လို့မလွယ်ဘူးเนาะတချို့ကလွယ်လေးပြောရတာရှိတယ်တို့ဘာအကုသိုလ်ဟန်ရှိပါဘူးပြောရတာရှိတယ်เนาะအကုသိုလ်ကင်းမှုဆိုတာလွယ်မလားမလွယ်ဘူးเนาะကာယကံဝစီကံမကောင်းမှုကင်းကောင်းကင်းနိုင်ပြီမလို့မနောကံမကောင်းမှုကင်းဖို့ကြတော့မလွယ်တော့ဘူးညာစုကတော့ဝစီကံမကောင်းမှုကင်းဖို့တောင်သိပြီးတော့မလွယ်ပါဘူးဟုတ်လားအဲ့တော့ဦးဇင်းတို့ပိဋကပေါင်းတော်ကောင်းတို့ဘာကြောင့်မကောင်းမှုကိုမြတ်စွာဘုရားကရှောင်ဖို့တိုက်တွန်းတာတော့ဆုံးမတာတော့လို့မေးရင်ဆင်းရဲမှာဆိုလို့ဒီအခြေခံကြတဲ့လိုရင်းကြတဲ့အဖြေလေးကိုဖြေတတ်ဖို့လိုတယ်ပေါ့တော့ဒီနေရာမှာမကောင်းမှုတွေအကြောင်းတရားဆင်းရဲဒုက္ခတွေအကျိုးတရားဆိုတာလေးကိုပေါ်လွင်ထင်ရှားအောင်မြတ်စွာဘုရားကုရံပါဠိတော်မှာ
နောက်မှတန်းတင်ထားတဲ့မြတ်စွာဘုရားဥထမ်းကျူးခဲ့တဲ့ကာထာလေးတစ်ပုဒ်ရှိတယ်နောက်အခါတစ်ပါးမှာဘုရားရှင်ကိုရောင်မြတ်ကြီးဇေတဝန်ကျောင်းတိုက်တော်မှာသတင်းသုံးတော်မူရင်းနဲ့နန္ဒခင်းခါကာလတာဝတိမြို့တွေကိုမြတ်စွာဘုရားဆွမ်းခံကြွတယ်အဲလိုဆွမ်းခံကြွတဲ့ခါကျတော့ကျောင်းတော်နဲ့မြို့ရဲ့ကြားထဲမှာရေကန်ကြီးရှိတယ်ဇေတဝန်ကျောင်းနဲ့မြို့ရဲ့ကြားထဲမှာရေကန်ကြီးရှိတယ်အဲ့ဒီရေကန်ရဲ့ဘေးကနေမြတ်စွာဘုရားမြို့ထဲကိုဥတည်ပြီးတော့ဖြတ်လျှောက်သွားတော့အဲ့ဒီရေကန်ထဲမှာကလေးတွေငါးဖမ်းနေတာကိုတွေ့ရတယ်နော်အဲ့ကိုတွေ့တော့မြတ်စွာဘုရားကလေးတွေပဲဆိုပြီးတော့သူတို့ကိုနော်လစ်လျူရှုပြီးတော့မထားရဘူးအဲ့ဒီနောက်ကိုကြွသွားပြီးတော့မြတ်စွာဘုရားအမေးတော်ရှိတယ်အဲ့ဒီကလေးတွေကိုနော်ကလေးတွေကိုနားခေါ်ကလေးတွေကလည်းရောက်လာပြီးတော့ဘာပြောတော့ဆိုတော့จิตသားတို့တဲ့သင်တို့ဟာဆင်းရဲဒုက္ခကိုမနှစ်သက်ကြမှု၍ဆင်းရဲဒုက္ခကိုကြောက်ကြသလားတဲ့မေးပုံလေးကနော်ဆင်းရဲဒုက္ခကိုမနှစ်သက်ဘဲနဲ့ဆင်းရဲဒုက္ခကိုကြောက်သလားလို့မေးတဲ့အခါကျတော့အဲ့ဒီကလေးတွေကမြတ်စွာဘုရားတဲ့ဆင်းရဲဒုက္ခကိုတပည့်တော်မနှစ်သက်ပါဘူးတဲ့ဆင်းရဲဒုက္ခကိုတပည့်တော်ကြောက်လဲကြောက်ပါတယ်ဒါကတော့လူတိုင်းသိဉာဏ်ရှိတဲ့လူမှရဲ့ဆင်းရဲကိုဘယ်သူမှမနှစ်သက်ပါဘူးဆင်းရဲကိုကြောက်လဲကြောက်ပါတယ်ဟုတ်လားအဲ့ဒါလိုလဲဖြေလိုက်ရောမြတ်စွာဘုရားကနော်ဥဒန်းကျူးတယ်တဲ့ဥဒန်းကျူးတယ်ဆိုတာကဘယ်သူကိုရည်ညွှန်းပြီးတော့ပြောလိုက်တာမျိုးမဟုတ်ဘူးစိတ်ထဲမှာမဆန့်တော့လို့နှုတ်တော်ကနေရှမ်းကြလာတဲ့စကားပေါ့ဒါကိုဥဒန်းလို့ခေါ်တာဟုတ်အဲ့ဒါဥဒန်းကျူးတယ်တဲ့မြတ်စွာဘုရားကသစေဘာယထဒုက္ခတသစေယောဒုက္ခမပိယမာကထပါပကံကမ္မအဝိဝါယတိဝါဒဟောတယ်နော်အဓိပ္ပာယ်ကဘာပြောတော့သစေဘာယထဒုက္ခတဆင်းရဲဒုက္ခကိုတကယ်လို့ကြောက်ကြတယ်ဆိုလို့ရှိရင်သစေယောဒုက္ခမပိယဆင်းရဲဒုက္ခကိုတကယ်လို့မနှစ်သက်ကြဘူးဆိုလို့ရှိရင်မာကထပါပကံကမ္မအဝိဝါယတိဝါဒဟောတယ်ဝေယမှာပဲဖြစ်ဖြစ်လူရှိမှာပဲဖြစ်ဖြစ်မကောင်းတာကိုမလုပ်ရဘူးတဲ့နော်အလွန်ပြည့်စုံတယ်နော်ဆင်းရဲကိုကြောက်တယ်ဆင်းရဲကိုမနှစ်သက်ဘူးဆိုလို့ရှိရင်မကောင်းတာကိုမလုပ်ရဘူးတဲ့မကောင်းတာကိုမလုပ်ရဘူးလို့တားမြစ်တဲ့နေရာမှာရှိကဝိသေသနာစကားလေးကိုသတိထားမိဖို့လိုတယ်အာဝိဝါယတိဝါဒဟောတယ်ကိုယ်ရမှာပဲဖြစ်ဖြစ်လူရှိမှာပဲဖြစ်ဖြစ်တယ်ဒါအလွန်ရေးပါတယ်လို့ထင်တယ်နော်များသောအားဖြင့်တရားဓမ္မတို့ဦးဇင်းတို့ပုထုဇဉ်တွေဟာနော်လူရှိမှဆိုရင်တော့များသောအားဖြင့်ဟန်ပန်ပန်စောင့်စည်းမှုနဲ့နေကြတာပေါ့နော်ကိုယ်ရရောက်ပြီးတယောက်တည်းဖြစ်နေပြီဆိုရင်တော့နော်စိတ်ကိုလွတ်ထားကြတာပဲများတယ်ပေါ့ဟုတ်လားဒါကြောင့်မကောင်းမှုရဲ့အကျိုးဆက်ကိုသိမြင်ပြီးတော့ကိုယ်ရမှာပဲပြုလူရှိမှာပဲပြုမကောင်းမှုကတော့သူ့ရဲ့အကျိုးပေးကိုဖြစ်စေမှာပဲလို့နားလည်ပြီးတော့ဆင်းရဲကိုကြောက်တယ်ဆင်းရဲကိုမနှစ်သက်ဘူးဆိုရင်အဲ့ဒီပုဂ္ဂိုလ်ဟာကိုယ်ရမှာပဲဖြစ်လူရှိမှာပဲဖြစ်ကောင်းတာကိုလုပ်ရဦးတဲ့သစေစပါပကံကမ္မကရိတထဝါကရောတိဝါကရိတထဝါတကယ်လို့မကောင်းတာကိုအခုလည်းပြုမယ်နောင်လည်းပြုကြမယ်ဆိုလို့ရှိရင်တဲ့နာဟောဒုက္ခပမ္မုတ်တယတိသင်တို့ဟာဆင်းရဲဒုက္ခမလွတ်နိုင်ဘူးတဲ့ဥပိစပိပလာယတံထွက်ပြေးတော်လည်းပဲဆင်းရဲဒုက္ခရဲ့လက်ကမလွတ်နိုင်ဘူးတဲ့ဒါလေးပါဆက်ပြောတယ်နော်မကောင်းတာကိုအခုလည်းလုံးမယ်နောင်လည်းလုံးမယ်ဆိုရင်ထွက်ပြေးတော်လည်းပဲသင်တို့ဟာဆင်းရဲဒုက္ခကမလွတ်နိုင်ဘူးတဲ့ကာထာနှစ်ပုဒ်ဥဒန်းကျူးတာနော်ဒါမှတ်သားစရာကောင်းတယ်ဟုတ်လားဒါကြောင့်တရားဓမ္မတို့ဦးဇင်းတို့ခြေကမ်းကြနားလည်ရမှာကမကောင်းမှုသည်အကြောင်းတရားဆင်းရဲဒုက္ခသည်အကျိုးတရားဟုတ်လားအဲ့တော့မကောင်းမှုသည်ကာယကံဝစီကံမြနော်ရှိတာလို့နားလည်မှုမမှားဘဲနဲ့မနောကမကောင်းမှုတွေရှိတယ်ဆိုတာကိုလည်းပဲပြပြဝဝနားလည်ပြီးတော့စိတ်ထဲမှာထိမကောင်းမှုကိုကင်းအောင်နေပါအောင်ကြိုးစားအထောက်ဖို့ဆိုတဲ့ရည်ရွယ်ချက်ရှိဦးမလို့လားအဲ့ဒါကြတော့မကောင်းမှုရှောင်ဆိုတဲ့ဆုံးမလေးကအရင်ကြည်ပြန့်လေးနဲ့သွားပြီဆိုတာအလိုလိုထင်ရှားသွားတယ်နော်ဟုတ်လားအဲ့လိုဆိုလို့ရှိရင်ဦးဇင်းတို့ဒီကနေ့ညနော်ဦးစားပေးပြီးတော့ပြောချင်တာကအဲ့ဒီဆင်းရဲဒုက္ခရဲ့အကြောင်းတရားဖြစ်တဲ့ဒီမကောင်းမှုအကုသိုလ်တရားတွေကိုဘယ်ပုံပဲနည်းရှောင်ကျင်ကြမလဲဘယ်ပုံပဲနည်းဖယ်ရှားဖို့ကြိုးစားကြမလဲဆိုတဲ့အပိုင်းဒေသနာတော်တွေကိုလေ့လာတဲ့အခါမှာနိမျိုးစုံနဲ့မြတ်စွာဘုရားကမကောင်းတာကိုမလုပ်ဖြစ်အောင်ရှောင်ကျင်ဖြစ်အောင်ပယ်ရှားနိုင်အောင်သင်ပြပေးတာဆုံးမပေးတာတွေအများကြီးရှိတယ်။အဲ့ဒီတည်းကဦးဇင်းတို့အလွန်ကြိုက်တဲ့သုတ်တန်တစ်ပုဒ်ရှိတယ်။အဲ့ဒါကမကောင်းမှုကိုဖယ်ရှားဖို့
ကုသိုလ်ကိလေသာတရားတွေကိုဖယ်ရှားဖို့အတွက်မြတ်စွာဘုရားရှုထောင့်မျိုးစုံကနေအဲ့ဒီတုတ်တန်တရားတစ်ပုဒ်ထဲမှာနီလန်းတွေကိုအများကြီးပေးထားတယ်နီလန်း6မျိုးပေးထားတယ်အဲ့ဒီနီလန်း6မျိုးကိုမှတ်သားမိသိခြင်းနဲ့ပေါ့နော်တကယ်လက်တွေ့ဘဝမှာအသုံးချမယ်ဆိုတဲ့စိတ်ကလေးနဲ့မှတ်သားသိခြင်းနဲ့ပေါ့ဟုတ်လားဆိုရပါစို့ကိုယ်မှာတစုံတရာယောဂဆွဲကပ်နေတယ်ဒီယောဂဝေဒနာကြောင့်လည်းပဲပြင်းပြင်းထန်ထန်ဒုက္ခဝေဒနာကိုခံစားနေရတယ်ဆိုရပါစို့အဲ့လိုဆိုလို့ရှိရင်ဒီယောဂရဲ့အကြောင်းကိုကောင်းကောင်းသိတဲ့နော်တက်ကျွမ်းတဲ့ဆရာကမင်းဒီယောဂပျောက်ခြင်းလို့ရှိရင်နော်ဒီစေအနီးလေးကိုမင်းဖော်ပြီးတော့စားနော်ဘာကဘလောက်ထဲဘာကဘလောက်ထဲဘာကဘလောက်ထဲအဲ့ဒါဆိုမင်းသေချာပေါက်ပျောက်မယ်အဲ့ဒါကဆရာရဲ့ပုံမှာလည်းယုံကြည်တယ်သူပြောတဲ့စေရဲ့ပုံမှာလည်းယုံကြည်တယ်ဆိုလို့ရှိရင်တော့ဒီစေကိုဖော်ပြီးတော့စားရမှာပဲဟုတ်လားအဲ့လိုဆိုရင်စေကိုဖော်စားမယ်လို့စိတ်ကူးပြီဆိုရင်တော့စေဖော်ဖို့အတွက်သူပေးတဲ့နည်းကိုတော့တေးသေးချာချာမှတ်ဖို့တော့လိုလိမ့်မယ်ဟုတ်တယ်မဟုတ်လားစေနည်းကိုပြောတာပဲကြားလိုက်တယ်ပြီးတော့ဘာကဘလောက်ထဲရမှမသိဘူးဆိုရင်ဇဝေဇဝါတွေဖြစ်ကုန်နော်ဟုတ်လားဒါကြောင့်ယောဂဆွဲနေတဲ့ပုဂ္ဂိုလ်တယောက်ယောဂပျောက်ခြင်းနဲ့ယောဂပျောက်စေတဲ့စေကိုရလာပြီဆိုရင်အဲ့ဒီစေနည်းကိုတေးကြပေါက်နော်ပြီးပြီးပြင်းပြင်းတိတိကျကျမှတ်သားလို့အပ်တယ်လို့ဒီတရားဒေသနာကိုလည်းအဲ့လိုမှတ်သားစေခြင်းနဲ့ပြောရရင်ဒကာဓမ္မတို့ဦးဇင်းတို့တန်တာမှာဒီအာဟုတို့တွေကိလေသာတွေအပူတက်လောင်တက်တွေကယောဂတစ်ခုအနေနဲ့စွဲနေတာရှိတယ်နော်ဆင်းရဲတယ်ဆိုတာလကားဆင်းရဲတာမဟုတ်ဟုတ်လားအဲ့ဒီယောဂဝေဒနာကြောင့်အဲ့ဒီယောဂကြောင့်မဖြစ်တာတော့ဆင်းရဲရဟုတ်လားအဲ့တော့မြတ်စွာဘုရားကဒီသုတ်တန်လေးသုတ်တန်ရဲ့နာမည်ကအတဝသုတ်တန်လို့နာမည်ပေးပြီးတော့ဦးဇင်းတို့အင်္ဂုတ္တပါဠိတော်စက္ကနိပတ်ထဲမှာမှတ်တမ်းတင်ထားတယ်အသောပေကြောင့်နီလန်းကောင်းများဆိုပြီးတော့ဦးဇင်းတို့အကျဉ်းတော်ဟောထားတာလည်းရှိပါတယ်နောက်တရားတွေကတော့ဟောပြီးသားတရားတွေနာပြီးသားတရားတွေပဲဟောပြမယ်နော်မနေ့တုန်းကပြောခဲ့ပြီဟုတ်လားနောက်ထပ်အသေးစမ်းနော်ပြောတတ်တဲ့ပြောရလောက်အောင်လဲဦးဇင်းတို့မှာအလောက်ကြီးပြင်းပြအများကြီးသိထားတာမရှိပါဘူးဟုတ်လားတော့ဒါတည်းလည်းပို့ပြီးတော့အများကြီးမပြောတတ်ဘူးနော်ဒါကြောင့်မို့လို့ပြောပြီးသားတရားတွေတချို့လည်းနာဖို့ပြီးသားဖြစ်လိမ့်မယ်ဟုတ်လားအေးအဲ့ဒီအတဝသုတ်တံမှာမြတ်စွာဘုရားဘယ်လိုလေးဟောပြထားလဲဆိုတော့ယဟန်တို့တဲ့အခုပြောမယ့်အင်္ဂါ6ပါးနဲ့ပြည့်စုံအောင်ကျင့်သုံးနိုင်မယ်ဆိုရင်အဲ့ဒီယဟန်ဟာအာဟုနေယပါဟုနေယဒက္ခိနေယအစ္စလိကရဏီယအနုတ္တရပုညခိတံလောကတ္တလို့ဆိုတဲ့နော်ဂုဏ်5ပါးနဲ့ပြည့်စုံတဲ့ယဟန်လို့မှတ်ရမယ်တဲ့တော့ယဟန်တစ်ပါးမှာအခုပြောမယ့်အည်အသွေး6ချက်တကယ်လို့ရှိမယ်ဆိုလို့ရှိရင်အဲ့ဒီယဟန်ဒီအာဟုနေယအရဝေးကယူလာတဲ့ဝတ္ထုပစ္စည်းကိုအလှခံယူရင်းကထိုက်တယ်ဆိုတဲ့ဂုဏ်ရှိတယ်ပေါ့ပါဟုနေယဧည့်သည်လွန်ကထားတဲ့ဝတ္ထုပစ္စည်းတွေကိုအလှခံယူခြင်းကထိုက်တဲ့ဂုဏ်ရှိတယ်ပေါ့နော်ဒက္ခိနေယတမလွန်လောကအတွက်ကောင်းကျိုးချမ်းသာကိုရဖို့အတွက်ရည်မှန်းပြီးတော့အလှူတဲ့အလှူဒါနကိုအလှခံခြင်းကထိုက်တယ်ပေါ့အစ္စလိကရဏီယလက်ဥချီမိုးရှိခိုးခြင်းကိုလည်းခံယူတိုက်တယ်အနုတ္တရပုညခိတံလောကတ္တတလောကလုံးရဲ့ကောင်းမှုတည်းဟူသောမျိုးစေ့ကိုစိုက်ပျိုးကျဲချရာလေယာမြေကောင်းကြီးတစ်ဖွဲလည်းဖြစ်တယ်လို့ဂုဏ်မတစ်ခုတော့5ခုဒီအင်္ဂါ6ချက်နဲ့ဒီအည်အသွေး6မျိုးနဲ့သာပြည့်စုံအောင်နေထိုင်ကျင့်ကြံနိုင်မယ်ဆိုရင်ဒီဂုဏ်5ပါးနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်လို့ဆိုရမယ်တဲ့နော်ဒီလိုလေးနေတန်းချီတာနော်အဲ့တော့ပြည့်စုံရမယ့်အည်အသွေး6မျိုးကဘာလဲအဲ့ဒါကိုသေချာလေးလာကြည့်တဲ့အခါမှာနော်အကုသိုလ်တရားတွေကိလေသာတရားတွေနော်ဒီသုတ်တံမှာတော့အသောတရားတွေလို့မြတ်စွာဘုရားဟောတယ်နော်စိတ်ကိုပူလောင်စေတတ်တဲ့ညှဉ်းနှွမ်းစေတတ်တဲ့နော်ပင်ပန်းဆင်းရဲကြောင်းဖြစ်တဲ့အသောတရားတွေနော်အသောတရားဆိုတာကိုပေတတို့ကျွမ်းကျွမ်းကျင်ကျင်မှတ်သားဖို့ပြီးသားနော်အသောတရားအတဝဆိုတာဘာပြောရတော့ရှိုးရှိတဲ့တရားနော်ရည်တွေစီးတယ်ဆိုတာမြင်းရနဲ့နေရပဲစီးတာဒီအသောကအဲ့ဒါတည်းပို့ပြီးတော့စွမ်းနေတဲ့မြင်းရနဲ့နေရနဲ့ကောင်းနေရနဲ့မြင်းရလည်းစီးတယ်တဲ့နော်အထက်ဘဝအောက်ဝီကြီးတန်အောင်ဘုံအားဖြင့်သူစီးနိုင်တယ်နော်အသောတရားနောက်ထပ်အဓိပ္ပာယ်တစ်မျိုးရှိတယ်အတဝဆိုတာဘာကိုပြောအရက်ကိုပြောတာနော်စိတ်ကြီးပေါ့နော်အရက်တောက်ထားလို့အရက်မူးနေတဲ့လူတယောက်ဟာပဂရိစိတ်ကင်းပြောင်းနေသူမှာအရက်မူးတဲ့စိတ်ပဲရှိတယ်ပေါ့ရှင်မူးမှုနဲ့ရှင်းနေတဲ့အတွက်ကြောင့်ဟုတ်တာဟုတ်ထင်ပဲဟုတ်တာလည်းမဟုတ်ဘူးထင်ပဲသူအကုန်ဗျမ်းမတာသူဘာမှပြောလို့မရပြောရရင်တော့ရက်မူးနေတာယူနေတာနဲ့ဘာမှမထူးတကယ်တမ်းကတော့ဟုတ်လားကိုအတဝကိုမြတ်စွာဘုရားအရက်လို့ဟောတယ်နော်အဲ့တော့ဦးဇင်းတို့ကာမတဝဆိုတဲ့ကာမဂုဏ်အာယုံကိုလိုချင်တဲ့လောဘ
ဘဝတဝလို့ဆိုတဲ့ဘဝကိုမမောတဲ့လောဘဒိဋ္ဌတဝလို့ဆိုတဲ့ယုံနာခန္ဓာကိုပုဂ္ဂိုလ်တ attva လို့ထင်မှမှားတဲ့ဒိဋ္ဌိတည်းဟူသောတက္ကဒိဋ္ဌိတည်းဟူသောအတဝဟုတ်လားပြီးတော့ပါတော့အဝိဇ္ဇာတဝဆိုတဲ့သစ္စာလေးပါးကိုမသိတဲ့ယုံနာခန္ဓာရဲ့သဘာဝတွေကိုမသိတဲ့မောဟဟုတ်လားတေဝကောက်ရင်လောဘရဲ့ဒိဋ္ဌိရဲ့မောဟရဲ့ရတယ်အဲ့ဒီလောဘရဲ့ဒိဋ္ဌိရဲ့မောဟရဲ့သည်တ attva တွေကိုနော်မူးနေစေတယ်ယူနေစေတယ်အမှန်တိုင်းမသိသေးဘူးဗဂရိအရက်ကိုမတောက်လို့ဗဂရိမူးတာနဲ့တော့မမူးကြဘူးဟုတ်လားသို့တော့လောဘဒိဋ္ဌိမောဟတည်းဟူသောအတဝအရက်ကိုတောက်မိတဲ့အတွက်ကြောင့်အသောတရားတို့ကြောင့်မူးနေတဲ့အမှုကတော့တရားဓမ္မတို့ဦးဇင်းတို့မှာရှိနေတယ်ဟုတ်လားအဲ့ဒါကိုမြတ်စွာဘုရားဒီနေရာမှာအသောတရားတွေကိုဘယ်ပုံပဲနည်းပေရှားမလဲဆိုတဲ့နိလန်း6မျိုးဟောတာအဲ့ဒီနိလန်း6မျိုးကိုသာတကယ်ပြည့်စုံအောင်ကြိုးစားအထောက်မယ်ဆိုရင်အဲ့ဒီပုဂ္ဂိုလ်ကိုအာဟုနေယပါဟုနေယတခိနေယအင်္စလိကရဏီယအနုတ္တရံပုညခေတ္တံလောကတ္တလို့ဂုံ5မျိုးရှိတယ်လို့မြတ်စွာဘုရားချီးကျူးတယ်နော်အဲ့ပြည့်စုံရမယ့်အည်အသွေးကြီး6မျိုးစပြီးတော့ပြောကြအောင်နော်အာသောတရားကိုဘယ်လိုပယ်မလို့တနည်းအားဖြင့်ခုစကားအလင်းတဲ့နေတာကဘာလဲအကုသိုလ်တရားတွေမကောင်းမှုတရားတွေကိုဘယ်လိုပယ်ရှားမလို့ဘယ်လိုရှောင်ကျဉ်ကြမလို့ဆိုတဲ့အပိုင်းပေါ့နော်အဲ့ဒါမြတ်စွာဘုရားကနော်ဒေသနာကိုဟောတဲ့အခါမှာအစီအစဉ်တကြလေးဟောတယ်ဟုတ်လားရမ်းစိတ်ဝင်စားတယ်ကောင်းတယ်ဒီတန်းလေးခင်းပြီးတော့မြတ်စွာဘုရားတစ်ခုချင်းစီကိုပြောပြတယ်လို့ပြောပြတော့ဆိုတော့ယဟန်တို့တဲ့စောင့်စည်းမှုဖြင့်ပယ်ရမယ့်အာသောတရားကိုစောင့်စည်းခြင်းဖြင့်ပယ်ရမယ်တဲ့တံဝရစောင့်စည်းတာနော်စောင့်စည်းမှုနဲ့ပယ်ရမယ်အာသောတရားတွေကိုစောင့်စည်းခြင်းဖြင့်ပယ်နိုင်အောင်ကြိုးစားရအဲ့တော့ဒါကိုအจิตတဝမြတ်စွာဘုရားထပ်ပြီးတော့အဓိပ္ပာယ်ဖွင့်တဲ့အခါဘယ်လိုဖွင့်ပြတော့နောက်စောင့်စည်းမှုဖြင့်ပယ်ရမယ်အာသောတရားကိုစောင့်စည်းမှုဖြင့်ပယ်ရမယ်ဆိုတာကမျက်စိနာနာလျှာကိုယ်စိတ်လို့ဆိုတဲ့အိန္ဒြေ6ပါးဧတတို့အလုံးကြွန့်ကျင်ပြီးသားနော်ဒီခန္ဓာကိုယ်ကြီးကိုမျက်စိနာနာလျှာကိုယ်စိတ်ဆိုတဲ့နော်ဓာရတကား6ပေါက်နဲ့တိဆောက်ထားတာဒီတကား6ပေါက်ကိုပဲအိန္ဒြေ6ပါးလို့ဒီလိုလဲသုံးတယ်နော်အိန္ဒြေဆိုတဲ့စကားလေးကဘယ်လိုအဓိပ္ပာယ်ရလဲအစိုးရခြင်းလို့အဓိပ္ပာယ်ရတယ်ဟုတ်လားအိန္ဒြေကသူကအမျိုးမျိုးဟောတာဗျနော်ဗောဓိပက္ခိယတရားမှာတော့အိန္ဒြေကို5ပါးဟောတယ်တတ္တိန္ဒြေဝိရိယန္ဒြေတတိန္ဒြေသမာဓိန္ဒြေပညာန္ဒြေဆိုပြီးတော့ဟုတ်လားကောင်းမြတ်တဲ့အရာမှာစိတ်ကိုအစိုးတရားရှိတဲ့အရာကြီး5ခုဟုတ်လားခုဒီနေရာမှာမျက်စိနာနဲ့လျှာကိုစိတ်ကိုအိန္ဒြေလို့ဟောတဲ့နေရာမှာဒီနေရာမှာဆိုလိုတဲ့အိန္ဒြေအစိုးရခြင်းကဘာကိုပြောတာတော့ရိုးရိုးလေးမျက်စိဆိုတာမြင်မှုကိုအစိုးရတယ်မျက်စိမပါဘဲနဲ့မြင်လို့မရဘူးမြင်တဲ့နေရာမှာမျက်စိကအကြီးအကဲပဲမျက်စိကအစိုးတရားရှိတယ်နားနဲ့မြင်ရင်လို့မရဘူးနှာခေါင်းနဲ့မြင်ရင်လို့မရဘူးနော်မြင်မှုအနေအထားအကုန်လုံးကမျက်စိပေါ်မှာအဓိကမူတည်နေတယ်ပေါ့ဆိုလိုတာမျက်စိမှုံရင်မြင်မှုလည်းမှုံသွားတာပဲမပင်ပြင်းတော့မပြတ်သားတော့ကြားတဲ့ကိစ္စမှာနားသည်အစိုးတရားရှိတယ်နော်အနံ့ရတဲ့ကိစ္စမှာနှာခေါင်းသည်အစိုးတရားရှိတယ်အရာသာကိုသိတဲ့နေရာမှာလျှာသည်အစိုးတရားရှိတယ်ဟောအတွေ့အထိကိုသိတဲ့နေရာမှာဒီကာယပတာရသည်အစိုးတရားရှိတယ်အဲ့လိုပဲဓမ္မယုံတွေ့ရကြံတဲ့နေရာမှာစိတ်သည်အစိုးတရားရှိတယ်ဆိုပြီးတော့နော်သူ့နေရာသူ့ဌာနမှာအစိုးတရားရှိတဲ့တရားတွေမို့လို့မျက်စိနာနာလျှာကိုယ်စိတ်ကိုအိန္ဒြေလို့ခေါ်တာဟုတ်လားအိန္ဒြေ6ပါးအဲ့တော့စောင့်စည်းခြင်းဖြင့်ပယ်ရမယ်အာသောတရားကိုစောင့်စည်းမှုဖြင့်ပယ်ရမယ်ဆိုတာအဲ့ဒီအိန္ဒြေ6ပါးကိုစောင့်စည်းရမယ်လို့ပြောတာလေဟုတ်လားမြတ်စွာဘုရားတော့စနစ်တကျလေးဟောတယ်ဆိုရပါစို့ဒီမြင်တာနဲ့ပတ်သက်ပြီးတော့မျက်စိကိုမစောင့်စည်းနိုင်လို့လောဘတွေဒေါသတွေကိလေသာတွေဖြစ်လာတယ်ဆိုရင်အဲ့ဒီလူမှာပူရတယ်လောင်ရတယ်ပင်ပန်းရတယ်ဟုတ်လားမြင်လိုက်လို့လိုချင်မိတယ်ဒါပူလောင်တော့တာပဲလောဘကြောင့်ပူလောင်တယ်ဆိုတာတုံတုံညံနဲ့မသိနိုင်ဘူးမကြိုက်တာမြင်လိုက်လို့ဒေါသဖြစ်ပြီးဆိုရင်တော့ပူလောင်တာကနည်းနည်းထင်ရှားတယ်ဟုတ်လားဒါပါမျက်စိကနေစပြီးတော့လောင်တာနော်ဟုတ်လားအဲ့တော့ဒီမျက်စိကိုမစောင့်စည်းနိုင်လို့အဲ့ဒီပူမှုလောင်မှုဟာဖြစ်လာတာဟုတ်လားမစောင့်စည်းရင်ပူလောင်မှုဖြစ်လာတယ်ဒါကိုနားလည်ပြီးတော့ဒီပူလောင်မှုမဖြစ်စေရဘူးဆိုပြီးတော့မြင်တာကိုအကြောင်းပြုပြီးတော့ပူလောင်မှုမဖြစ်စေရဘူးဆိုတော့မျက်စိကိုနော်အကြောင်းပြုပြီးတော့ຢာကဒေါသမဖြစ်အောင်ကြိုးစားတာကိုဒါမျက်စိကိုစောင့်စည်းတယ်လို့ခေါ်တာတဲ့ဟုတ်လားဒါဘာဝနာနဲ့ကင်းပြီးတော့မဖြစ်ဘူးနော်တတိထားရတာနော်မြင်တိုင်းတတိထားရတာအဲ့လိုပဲကြားတိုင်းတတိထားရတာကြားတာနဲ့ပတ်သက်ပြီးတော့ຢာကဒေါသဖြစ်တယ်ဆိုရင်ဒါနားကိုမစောင့်စည်းနိုင်တဲ့လူနားကြောင့်သူပူလောင်ရတဲ့ဆင်းရဲ
အဲ့ဒါတွေကိုနားလည်ပြီးတော့မဆောင်စည်းရင်ငါပူလောင်လိမ့်မယ်ပင်ပန်းလိမ့်မယ်ဆင်းရဲလိမ့်မယ်လို့သိပြီးတော့ဒီမျက်စိနာနာလျှာကိုယ်စိတ်ကိုမလုပ်တာတော့စောင့်စည်းတာတဲ့အဲ့ဒီလိုစောင့်စည်းလိုက်လို့ရှိရင်မစောင့်စည်းလျင်ဖြစ်နိုင်တဲ့အာသောတရားတွေဟာမဖြစ်တော့ဘူး။ဒါရိုးရိုးလေးပဲနော်မစောင့်စည်းရင်ຢာကဒေါသဖြစ်မယ်စောင့်စည်းရင်ຢာကဒေါသမဖြစ်ဘူး။အဲ့လိုဆိုရင်စောင့်စည်းခြင်းဖြင့်ပယ်ရမယ့်အာသောတရားကိုစောင့်စည်းပြီးတော့ပယ်ရမယ်ဆိုတာနားမလည်ကြရှိသေးလားမရှိတော့ဘူး။ကိုယ့်ရဲ့မျက်စိနာနာလျှာကိုယ်စိတ်ကိုစောင့်စည်းရမယ်လို့ပြောတာဒီနေရာမှာဦးဇင်းတို့မြတ်စွာဘုရားလက်ထက်ကတော့ယဟန်တော်၅ပါးရှိတယ်ဒါသူတို့စကားဆက်ပြီးတော့ဗာပြောလဲဆိုတော့စောင့်စည်းရတာတွေမှာဟောဒီမျက်စိဟာအလွန်ခက်တယ်ဟိုဟာကြည့်ခြင်းဒီဟာကြည့်ခြင်းဟုတ်လားနော်သူကမျက်စိနဲ့ပတ်သက်ပြီးတော့စိတ်ဝင်စားမှုရှိတဲ့ယဟန်ဖြစ်မယ်ပေါ့နောက်တစ်ပါးကမျက်စိနဲ့နားပို့ပြီးတော့စောင့်စည်းရတာခက်တယ်နောက်တစ်ယောက်ကဟာအနက်နဲ့ပတ်သက်ပြီးတော့စောင့်စည်းရတာလည်းမလွယ်လှဘူးနောက်တစ်ယောက်ကအရသာကပိုးတောင်းဆိုးသေးတယ်ဒီအရသာကမြင်ရင်စားခြင်းနော်အတွေးထီကလည်းခက်တာပဲဟောညင်းညတာခုံညတာအဲ့ဒါနဲ့မြတ်စွာဘုရားထံတော်မောက်ရောက်လာပြီးတော့အဖြေတောင်းကြတော့မြတ်စွာဘုရားကဒီအိန္ဒြေ၅ပါးသူ့ကြတော့မနိန္ဒြေမပါသေးဘူးပေါ့နော်သူတို့က၅ပါးတည်းလာတာဟုတ်လားမျက်စိနားနာလျှာကိုယ်ဟုတ်လားဒီအာယုံ၅ပါးဒီဓဝရ၅ပါးဟာအကုန်လုံးဘယ်ရာမှစောင့်စည်းရတာမလွယ်ဘူးတဲ့အကုန်ခက်တယ်တဲ့ခက်လို့မို့သင်တို့ဟာရှေ့တုန်းကဘီလူတွေရဲ့အစာကိုခံရပြီးတော့နောက်အသက်ကုန်ခြင်းတို့ရောက်ဖူးပြီဇတ်တော်လေးတွေဟောတယ်ပေတရုကြားဦးပါတယ်နောက်ဘုရားလောင်းကနောက်တက္ကသိုလ်ကြီးမှာနောက်ဘုရင်တစ်ပါးရဲ့သားဖြစ်တယ်အငယ်ဆုံးဆိုတော့ထိနှံစည်းစိမ်ရဖို့သူကမသေးကြဘူးအဲ့ဒီမှာပြည့်စေကဗုဒ္ဓရှင်မြတ်တွေကထိနှံစည်းစိမ်ကိုရခြင်းရင်နော်တိုင်းပြည်တစ်ခုကိုရောက်သွားမယ်နော်ဝေးရနေပတ်သွားလို့ရှိရင်တော့ခရီးရောက်ဖို့မလွယ်ဘူးဖြက်လန်းသွားရင်မြန်မြန်ရောက်မယ်ဒါပေမဲ့ဖြက်လန်းသွားရင်တော့ဘီလူတွေရှိတယ်ဒါတင်သွားနိုင်လို့ရှိရင်အဲ့ဒီမှာတင်ရှင်မင်းဖြစ်လိမ့်မယ်အဲ့ဒါနဲ့စွန့်သားပြီးတော့သွားမယ်ဆိုတော့သူ့ရဲ့နောက်ကနော်နောက်တော်ပါငယ်ပါတွေအပေါင်းပါတွေကသူတို့လည်းလိုက်မယ်ဆိုတော့9ယောက်လိုက်သွားကြတာလမ်းကြတော့ဘီလူမတွေဖန်ဆင်းထားတဲ့ယူပါယုံမှာဆွဲညှိပြီးတော့တယောက်ကကြံရစ်တယ်ဘီလူတွေမှသိရတဲ့နဲ့ကြံရစ်တာနော်ကြားဦးတယ်နော်ဒီဇက်တော်ကိုကြားဦးတယ်နော်ဟုတ်လားနောက်တယောက်ကအတန်မှာဆွဲညှိပြီးတော့ကြံရစ်တာအဲ့ဒါအာယုံ၅ပါးနောက်ကလိုက်တော့တဲ့9ယောက်အကုန်ပြုတ်ပြီးတော့ကြံရစ်တယ်ဦးဇင်းအဒီဇက်တော်ကိုဖတ်ကြည့်တဲ့အခါစိတ်ထဲမှာမလို့ခံစားရအောင်ဆိုတော့ဒီအခုဖန်ဆင်းပြနေတဲ့အစင်းတွေအတန်တွေအနက်တွေရတာတွေအတွေ့အထိတွေဟာဘီလူမတွေကထောင်ချောက်ဆင်ပြီးတော့သူတို့ကိုစားမလို့ဖန်ဆင်းပြထားတာဆိုတာကိုသူတို့သိတယ်တိပါလျက်ကယ်နဲ့အဲ့ဒီမှာတိတိကြီးနဲ့ကြံရစ်တယ်အဲ့ဒီအချက်ကိုစဉ်းစားမိတယ်ဟာဒီလူတွေကအလွန်မိုက်တာပဲလို့မထင်နဲ့နော်လူတိုင်းမိုက်နိုင်တယ်နော်အဲ့တော့ဦးဇင်းဘာစဉ်းစားမိဆိုအာယုန်တွေကိုတိတ်တော့အထင်မသေးနဲ့ဟုတ်လားနော်အသေးခံပြီးတော့မိုက်ရဲလောက်အောင်ထိနော်စွဲညှိစေတတ်တယ်နော်ကိုင်းသေးတာနဲ့ဒီအာယုန်ရတာနဲ့ဘယ်ဘုရားရွေးမယ်လို့သိရင်လည်းသိပါစေအာယုန်ရရင်ပြီးတာပဲဆိုအဲ့ဒီထိတောင်မှအာယုန်တွေဟာတတ္တဝါကိုဆွဲဆောင်နိုင်တယ်ဒါကိုနားလည်စေချင်တာပေါ့နော်မြင်ရရင်ပြီးတော့သိရင်သိပါစေကြားရင်ပြီးတော့သိရင်သိပါစေဒီထိသွားမှာနော်ဟုတ်လားအဲ့တော့မြတ်စွာဘုရားအဲ့ဒီမှာအဲ့ဒီယဟန်တော်၅ပါးဒီလိုလျှောက်ထားလာတာကိုအကြောင်းပြုပြီးတော့အဲ့ဒီဇတ်တော်လေးကိုဟောပြီးတော့ဂါထာနှစ်ပုဒ်ဟောတာရှိတယ်ဓမ္မပဒပါဠိတော်မှာသက္ခုနာတံဝရောတာရုတာရုတောတေနတံဝရောဂာနေနတံဝရောတာရုတာရုဇိဝါယတံဝရောကာယေနတံဝရောတာရုတာရုဝါစာယတံဝရောနော်မနတ္တတံဝရောတာရုတာရုတပ္ပထတံဝရောတပ္ပထတံဝရောဘိက္ခုတပ္ပဒုက္ခဗမုစ္စတိတဲ့ဂါထာနှစ်ဂါထာကိုဟောတယ်နော်အဓိပ္ပာယ်ကဘာပြောတော့သက္ခုနာတံဝရောတာရုမျက်စိကိုစောင့်စည်းနိုင်ခြင်းဟာကောင်းတယ်တဲ့မနေ့ကတော့စိတ်ကိုဆုံးမနိုင်ခြင်းဟာကောင်းတယ်လို့ပြောနော်တာဓုဆိုတာဗာလဲကောင်းတယ်လို့ပြောတာဟုတ်လားသက္ခုနာတံဝရောတာရုမျက်စိကိုစောင့်စည်းခြင်းဟာကောင်းတယ်တာဓုတောတေနတံဝရောနားကိုစောင့်စည်းခြင်းဟာလည်းကောင်းတယ်ဟုတ်လားဒီအကြောင်းလေးနဲ့ပတ်သက်ပြီးတော့ဒီအတန်လေးနဲ့ပတ်သက်ပြီးတော့လောဘဒေါသမောဟမဖြစ်အောင်ကြိုးစားတာကိုပြောတာနော်လောကီလိုလည်းပဲဒါကအရန်အသုံးတည့်မယ်လို့ထင်တယ်နော်မနေ့လေဘုံဘုံဈေးထဲကိုရောက်တယ်ဟုတ်လားတေချာကြည့်တယ်လူတွေအတွက်အများကြီးမလိုတာတွေတကယ်မလိုတာတွေပဲများတယ်နော်တကယ်လိုတာတွေကသိမ့်မရှိဒီမှာထူးထူးခြားခြားတွေ့ရတော့နေရာတိုင်းမှာစားနေကြတာပဲအကုန်စားနေတာပဲသွားရင်လည်းစားနေတယ်နော်နေရာတကာတိုင်းစားတိုင်းနေကြည့်ပဲနော်အဲ့ဒါမြတ်စွာဘုရားကောင်းကျင်တယ်ဆိုရင်စောင့်စည်းရမယ်နော်မျက်စိကိုစောင့်စည်းခြင်းဒီကောင်း၏နားကိုစောင့်စည်းခြင်းဒီကောင်း၏နှာခေါင်းကိုလျှာကိုကိုယ်ကိုဟုတ်လားအဲ့ဒီကိုယ်ကိုကြတော့မြတ်စွာဘုရားနှမျိုးအဓိပ္ပာယ်ထွက်တဲ့စကားနဲ့ဟောတယ်ကာယေနတံဝရောတာရုဆိုတာ
ဒီအတွေ့အထိနဲ့ပတ်သက်ပြီးတော့ကာယပတာရကိုစောင့်စည်းတယ်ဆိုတဲ့အဓိပ္ပာယ်နဲ့ကိုယ်အဓိပ္ပာယ်တစ်မျိုးဟောတယ်ကာယဒုစရိုက်ကိုမလုပ်သင့်ဘူးဆိုတဲ့ကာယကံရှုတော့ကနေပြီးတော့ကိုယ်အဓိပ္ပာယ်တစ်မျိုးဟောတယ်ဟုတ်လားနောက်ဦးဇင်းတို့ဝါစာယတံဝရောတာရုလို့အိန္ဒြေ6ပါးနဲ့မပါဘဲနဲ့စကားကိုစောင့်စည်းရမယ်တော့နှုတ်ကသူကအရာသာကိုစောင့်စည်းတဲ့အဓိပ္ပာယ်တစ်မျိုးရှိတယ်အပြောကိုစောင့်စည်းရမယ်ဆိုတဲ့အဓိပ္ပာယ်တစ်မျိုးရှိတယ်ဒေသနာကကြည့်ရတယ်နော်ဟုတ်လားနောက်ကာယေနတံဝရောတာရုဝါစာယတံဝရောဟုတ်လားပြီးတော့ဘယ်ဆက်သွားတော့နောက်ဆုံးအိန္ဒြေဖြစ်တဲ့မနိန္ဒြေမနတ္တတံဝရောတာရုစိတ်ကိုစောင့်စည်းခြင်းဟာလည်းကောင်းတယ်သူကတော့အခရာပဲအချုပ်ပဲစိတ်ကိုစောင့်နိုင်လို့ရှိရင်ကျန်တာကစောင့်ပြီးသားဖြစ်တယ်လို့အဲ့ဒီဒေသနာလည်းရှိတယ်နော်စိတ်ကိုစောင့်နိုင်ရင်ကျန်တာကစောင့်ပြီးသားဖြစ်တယ်နောက်တော့မြတ်စွာဘုရားဘယ်လိုချုပ်လိုက်တော့တာဓုတပ္ပထတံဝရောတဲ့အလုံးစုံကိုစောင့်စည်းနိုင်ရင်ကောင်းတယ်တဲ့ခိုင်အစသာရရစောင့်စည်းနိုင်လေကောင်းလေပဲတဲ့ဟုတ်လားဘာဖြစ်လို့တော့တပ္ပထတံဝရောဘိက္ခုတဲ့အလုံးစုံကိုစောင့်စည်းမယ်ဆိုရင်အဲ့ဒီယဟန်ဟာတပ္ပဒုက္ခပမုစ္စတိတဲ့အလုံးစုံသောဆင်းရဲဒုက္ခလွတ်မယ်တဲ့ဟုတ်လားဒါကြောင့်အခုဒီအာသဝတုဒ္ဓမှာဒီစောင့်စည်းမှုဖြင့်ပယ်ရမယ့်အာသောတရားတွေကိုစောင့်စည်းမှုဖြင့်ပဲပယ်နိုင်အောင်ကြိုးစားရမယ်သူ့ကိုနံပါတ်1နေရာမှာထားပြီးတော့ဟောတာနော်အလွန်ကျေပြန့်တဲ့ဒီဥစ္စာကိုကိုယ့်အကိုကျေပြန့်စဉ်းစားနော်ဒီအာယုံ6ပါးဒီဓဝရ6ပေါက်ဒါတွေကြောင့်ဘလောက်ဒုက္ခရောက်နေတော့ဒါတွေကိုမဆောင်စည်းနိုင်လို့ဘလောက်ပိုဒုက္ခတွေများနေတော့ဘလောက်ပိုပြီးတော့ရှားနေရတော့ဘလောက်ပိုပြီးတော့ပင်ပန်းနေတော့စဉ်းစားကြည့်တယ်နော်ကံကောင်းလို့အတိဘဝကံကြောင့်ပစ္စည်းပေါ်များတဲ့နောက်တတိသေးကျွဲရဲ့ဝမ်းမှာဝင်စားလို့ဘလို့ကုံအောင်သုံးရမှမသိလို့ရှောက်သုံးနေရတယ်ဆိုရင်သိမထောင်းတာဘူးကိုသုံးရမှကိုယ့်ကိုရှားနေရဆိုရင်လည်းမတန်ဘူးဟုတ်လားအဲ့စဉ်းစားတယ်အလွန်ကောင်းတယ်နော်အဲ့တချို့ကဟုတ်နိုးကောင်းလို့လုပ်ပေါ့အတင်းသုံးနေတာပြီးတော့ဘယ်သူရှားအောင်ဆိုကိုယ်ပဲရှားတာလေဟုတ်တယ်မဟုတ်လားစဉ်းစားကြည့်တဲ့နော်ဒီကိစ္စဟုတ်လားဒါကြောင့်ပိဿပေါင်းတော်တို့အကုသိုလ်တွေကိလေသာတရားတွေအာသောတရားတွေကိုပယ်ဖို့အတွက်မြတ်စွာဘုရားပထမဆုံးပေးတဲ့နိလန်းကယစီနာနာလျာကိုယ်စိတ်ကိုစောင့်စည်းရမယ်မစောင့်စည်းရင်ဖြစ်နိုင်တဲ့ကိလေသာအာသောတရားတွေကိုစောင့်စည်းခြင်းအဖြစ်မဖြစ်အောင်ကြိုးစားရမယ်ဒါပြောတာနော်နောက်ဦးဇင်းတို့ဗာဆက်ပြီးတော့ပြောတော့နော်စောင့်စည်းမိဝဲတိခံမြဲနောက်ဦးဇင်းစောင့်ပုဒ်ကလေးစီထားတယ်မှတ်မိအောင်လို့နော်စောင့်စည်းပြီးတော့မိဝဲတဲ့နော်ပฏิသေဝနာနော်မိဝဲခြင်းဖြင့်ပယ်ရမယ့်ကိလေသာအာသောတရားတွေကိုမိဝဲခြင်းဖြင့်ပဲပယ်နိုင်အောင်ကြိုးစားရမယ်တော့မိဝဲတယ်ဆိုတာဒီနေရာမှာဘာကိုရည်ညွှန်းတာတုံးဆိုတော့ရဟန်းတော်တွေကိုဟောတဲ့ဒေသနာဖြစ်တဲ့အတွက်ကြောင့်သူကစွမ်းသင်္ကန်းကြောင့်ရှိကိုရည်ညွှန်းတာဒီခန္ဓာကိုယ်ကြီးရှင်သန်ဖို့အတွက်နော်အစာအာဟာရကိုမစားလို့မရဘူးနော်ဒါအခြေခံဟုတ်လားအဝတ်ဝတ်မပေးလို့မရဘူးနောက်နေရာထိုင်ခင်းနဲ့မနေရလို့မရဘူးဟုတ်လားပြီးရင်ပါလဲစေဝါမမီဝဲရလို့မရအောင်ခန္ဓာကိုယ်ရဲ့အဓိကလိုအပ်ချက်ကြီးတွေလို့မဆိုနိုင်ဘူးလားအဲ့ဒါကိုမမီဝဲလို့မရအောင်မမီဝဲလို့ရှိရင်ဘာဖြစ်မလို့ပြဿနာဖြစ်မယ်ပေါ့ဟုတ်လားခန္ဓာကိုယ်မကျွေးဘဲနဲ့ထားရင်ဘာဖြစ်မလို့ဒုက္ခရောက်မယ်ပေါ့စားလာပြီဆိုပြီးဆိုမှတော့အဲ့ဒါဘာဖြစ်ပြီတော့အကုသိုလ်ဖြစ်တော့မှာပဲလေစိတ်တွေမကြည်မနှက်ဖြစ်လာမယ်ဟုတ်လားစဉ်းစားကြည့်တော့မကျွေးဘဲနဲ့ထားကြည့်ကုသိုလ်ဖြစ်မလားအကုသိုလ်ဖြစ်မလားဒါကိုပြောတာနော်မှီဝဲခြင်းအဖြစ်ပယ်ရမယ့်ကိလေသာရှိတယ်ဟောတချို့ကအစွန်းရောက်ကြတာလေဟုတ်လားမစားဘဲနေမယ်မဝတ်ဘဲနေမယ်ခန္ဓာကိုယ်ကိုညှင်းဆဲမယ်ဟုတ်လားမှီဝဲတဲ့မှီဝဲတိုက်တာကိုမမှီဝဲတော့ဘာဖြစ်ပြီတော့ဆင်းရဲတော့တာပေါ့အကုသိုလ်ဖြစ်တော့တာအာသောတရားတွေဖြစ်တော့တာဟုတ်လားဒါကြောင့်မှီဝဲခြင်းဖြင့်ပယ်ရမယ့်ကိလေသာအာသောတရားတွေကိုမှီဝဲခြင်းအဖြစ်ပယ်ရမယ်အဲ့တော့ဒီနေရာမှာမှီဝဲတယ်ဆိုတာကဉာဏ်ပညာနဲ့ရှင်တဲ့စဉ်းစားဆင်ခြင်မှုနဲ့ရှင်တဲ့မှီဝဲမှုကိုရည်ညွှန်းတာဒါကြောင့်ဒီဒေသနာရဲ့စာလေးမှာပဋိသင်္ခါယောနိသောဆိုတာလည်းပါတယ်နော်ဉာဏ်ပညာဖြင့်ဆင်ခြင်၍တဲ့ဟောဆိုကြပါစို့စားပြီဆိုရင်ဘလို့မှီဝဲမလို့ဘလို့စားမလို့နော်ရိတ်တာဝင်မှုတဲ့လူတွေဆိုရင်သိမယ်နော်စားကနေမှရွတ်ရတာလေးရှိရလေဣတိစဝဲမဲကိုမြူးရဲ့မှန်ကြွလပ္ပရည်စင်းပြည့်ဖြိုးခြင်းကမသုံးပါဘူးလေးပြတတ်ဆောင်ဤကိုကောင်းသည်ရှိအောင်ဒီလေးအသက်မြတာမမောပန်းညာဘုရားသာသနာကျင့်တဲ့ဘုရားကိုကျင့်ပါနိုင်စေဝေနာဟောင်းတဲ့မဖြစ်เสียရာပိုက်မြတ်လေးခသိမ်းပြစ်တို့မဖြစ်လေအောင်ချမ်းမြေ့အောင်ဟုသုံးဆောင်မိရပါတည်းနော်နှစ်ချုပ်ကပါလေဒီခန္ဓာကိုယ်ကြီးဝါဖြူဖို့လှဖို့ပါဖို့တင်းတယ်ဖို့အတွက်ဒီလိုရွေချက်နဲ့စားတာမဟုတ်ပါဘူးတဲ့ဒါစားမှရှင်းတတ်နိုင်မှာဟုတ်လားလဲဝင်ရိုးကိုအတန်မထွက်အောင်အဲစီထိုးသလိုမျိုးပေါ့နော်
ရသော်ဘုရားသာသနာကိုကျင့်သုံးနိုင်အောင်ဆိုတဲ့ရည်ရွယ်ချက်နဲ့ဒီအစာအာဟာရကိုစားပါတယ်ဆိုပြီးတော့ဉာဏ်နဲ့ဆင်ခြင်ပြီးတော့မလုပ်အောင်လို့မိဝဲရမယ်မကြွေးပဲထားလို့မရဘူးဟုတ်လားအဲ့လိုပဲဝိပ္ပိဆိုရင်လည်းပဲဆင်ခြင်မှုမြတ်စွာဘုရားသင်ပေးတယ်နော်လို့သင်ပေးတာတော့ချမ်းမှုကိုဖျက်ချင်မဲ့လေးနေကင်းမွေလွှဲသုံးဟိရိကုံကိုကုံသေးတတ်စွာကိုယ်အင်္ဂါကိုလုံမာစီလိုကိုစံပဲဆင်ပြေမဲ့ဟုစိတ်ဝဲမတန်ဤသင်္ကန်းကိုပုံလုံးသုံးဆောင်ပါတည်းတဲ့ဒါကတော့ဘုန်းဘုန်းတို့နောက်ကိုရင်ပေါက်စားဘွားတဲ့စာကြည့်ရတဲ့စာလေးဆိုတော့မမေ့ဘူးပေါ့ဟုတ်လားချမ်းမှုကိုဖျက်ချင်မဲ့လေးနေကင်းမွေလွှဲသုံးဟိရိကုံကိုကုံစီတတ်စွာကိုယ်အင်္ဂါကိုလုံမာစီလိုနောက်ချမ်းမှုကိုဖျက်စီးဖို့ချမ်းမှုကြောင့်ဒုက္ခမရောက်ဖို့နော်နောက်ချင်းတို့အားတို့နော်ရေနော်လေနေပူဒါတွေကိုကာကွယ်ဖို့ဟုတ်လားပြီးတော့အရှက်အကြောက်ကိုဖျက်ဆီးတတ်တဲ့အင်္ဂါကြီးငယ်ကိုလုံဖို့အတွက်ဒါဝတ်ပါတယ်ပေါ့နော်ဟိရိကုံကိုကုံစီတဲ့ဆိုတာကိုယ်အင်္ဂါကိုလုံမာစေလို့ကိုစံပဲဆင်ပြေမယ်ဟုစိတ်ဝဲမတန်းနဲ့လှအောင်ပအောင်ဆိုတဲ့စိတ်နဲ့ဝတ်တာမဟုတ်ပါဘူးလို့ဒီလိုစိတ်နဲ့ဘာလို့တော့မိဝဲတာအဝတ်ကိုလူတွေလည်းပဲကျင့်သုံးမယ်ဆိုကျင့်သုံးလို့မရဘူးလားအဲ့တချို့ဘာသာတရားတွေကစာကဒီလေးမှာစဉ်းစားဆင်ခြင်စားတာရှိတယ်။နော်ဗုဒ္ဓဘာသာမှာလည်းပဲအလွန်သဘာဝကျတဲ့သင်ကြားချက်မရှိဘူးလား။ရှိတာပေါ့နော်။တကယ်အဲ့ဒီသင်ကြားမှုကအပြည့်စုံဆုံးပဲ။ပြောရရင်ဒါဘက်မလိုက်တမ်းပြောတာပေါ့နော်။တေချာစဉ်းစားကြည့်။နော်ဒီစဉ်းစားဆင်ခြင်မှုကအလွန်မြင့်မားတဲ့ရည်ရွယ်ချက်ရှိတယ်။အလွန်မှန်ကန်တဲ့ရည်ရွယ်ချက်လည်းရှိတယ်။အလွန်လည်းသဘာဝကျတယ်။ဟုတ်လား။အဲ့လိုပဲဦးဇင်းတို့ကျောင်းကိုမိဝဲရမယ်။မှန်ကန်တဲ့ရည်ရွယ်ချက်နဲ့ရှေးကိုမှန်ကန်တဲ့ရည်ရွယ်ချက်နဲ့မိဝဲရမယ်။အဲ့လိုဆိုလို့ရှိရင်ဒီလိုဉာဏ်ပညာနဲ့မဆင်ခြင်မဲနဲ့မှီဝဲရင်ဖြစ်နိုင်တဲ့ကိလေသာအသောတရားတွေဟာဉာဏ်ပညာနဲ့ဆင်ခြင်ပြီးတော့မှီဝဲလိုက်တော့မဖြစ်တော့ဘူးပေါ့။ဒါကရှုထောင့်လေးနှမျိုးရှိမလို့အရင်ထင်တယ်။တချို့ကအစွန်းရောက်ပြီးတော့မကြွေးဘဲနဲ့ကိုထားလိုက်တာမျိုးဒါလည်းအကုသိုလ်အသောတရားကိလေသာတရားတွေဖြစ်နိုင်တယ်နော်။တချို့ကြတော့လည်းမှီဝဲတယ်။ဒါပေမဲ့လို့ဉာဏ်မပါဘူးစဉ်းစားဆင်ခြင်မှုမပါဘူး။လောဘဒေါသနဲ့မှီဝဲတယ်။အဲ့လိုဆိုရင်လည်းဘာဖြစ်အောင်မလို့အကုသိုလ်ကိလေသာဖြစ်အောင်မယ်နော်။ဒါကြောင့်မှီဝဲတော့မှီဝဲရမယ်ဘာနဲ့မှီဝဲရမှာတော့မှန်ကန်တဲ့သဘောထားနဲ့မှီဝဲရမယ်တဲ့လိုက်နာနိုင်ဖို့မလွယ်ဘူးနော်အများသောဖြင့်ကိုရှားထားတာကိုစားတာပဲဘာမှီဝဲเสียလို့လဲလို့ဒီလိုတွေးတဲ့လူလည်းရှိကောင်းရှိမယ်ဟုတ်တယ်မဟုတ်လားဘာဖြစ်မလဲဆိုတော့ဘာမှတော့မဖြစ်ဘူးပေါ့လောဘဖြစ်မယ်ပေါ့ဒါပဲလေအဲ့ဒီလောဘကမကောင်းတာတွေအလုံးရဲ့အကြောင်းတရားပဲလေတကယ်တမ်းကဟုတ်တယ်မဟုတ်လားဒါကြောင့်စဉ်းစားဆင်ခြင်ပြီးတော့စားတာနဲ့မစဉ်းစားမဆင်ခြင်မနဲ့စားတာနဲ့အလွန်ခွာခြားတယ်ဆိုတာကတော့အထူးရှင်းပြစရာတောင်မလိုပါဘူးဟုတ်လားဒါကြောင့်ဒုတိယမြောက်တရားဓမ္မတို့အရင်တို့ပြည်စုံရမယ့်အရေးတို့ဒီနေ့အဖြစ်ကိလေသာအသောတရားကိုပယ်ဖို့ကြိုးစားအထောက်အမဲ့နိလန်းကမိဝဲခြင်းဖြင့်ပယ်ရှားမယ့်ကိလေသာတရားကိုမိဝဲခြင်းဖြင့်ပယ်နိုင်အောင်ကြိုးစားရမယ်။ဘာနဲ့မိဝဲမလို့ဆိုပညာဉာဏ်နဲ့စဉ်းစားဆင်ခြင်မှုနဲ့မိဝဲရမယ်ဟုတ်လားဘယ်နှချက်ရှိသွားပြီလို့များလက်ချက်ရှိသွားနော်မကောင်းမှုရှောင်ဆိုတဲ့အဓိပ္ပာယ်လေးကိုကြည်ကြည်ပြန့်ပြန့်တွေးမိဖို့ဒီသုတ်တန်လေးကိုပြောပြတာနော်အေးစောင့်စည်းမိဝဲတိခံမြဲအဓိဝတနာဒါပါဠိစကားလုံးလေးရှိတယ်အဓိဝတနာဆိုတာတိခံတာသူ့ကိုဓာတ်ရိုက်ဘာသာပြန်လို့ရှိရင်ဘာပဲဖြစ်ဖြစ်ထားလိုက်ပါလို့လုံနိုင်တာဟုတ်လားဘာပဲဖြစ်ဖြစ်ထားလိုက်ပါလို့လုံနိုင်တာလွယ်မလားမလွယ်ဘူးနော်အတိခန္ဓာလောက်ခက်တာမရှိဘူးဒါပေမဲ့လို့တိခန္ဓာလောက်အကျိုးချရလဲမရှိဘူးလို့ဟောတယ်နော်တတ္ထပရမအတ္တခန္ဓာပင်ယောနာဝိဇတိအကျိုးစီးပွားတကအကျိုးစီးပွားထဲမှာကိုယ့်ရဲ့အကျိုးစီးပွားဟာအမွန်မြတ်ဆုံးပဲလို့ဘုရားဟောတယ်အဲ့ဒီကိုယ့်ရဲ့အကျိုးစီးပွားတွေထဲမှာလည်းပဲတိခဏ်ခြင်းကြောင့်ဖြစ်တဲ့အကျိုးစီးပွားဟာအလွန်ကဲဆုံးပဲလို့ထပ်ဟောတယ်ဆိုလိုတာကတိခဏ်ခြင်းလောက်ကိုယ့်အတွက်အကျိုးရှိတဲ့တရားလောကမှာမရှိဘူးလို့ဒါသိတော်မူမြင်တော်မူတဲ့မြတ်စွာဘုရားပြောတာနော်ညာသောဖြင့်ဒီခန္တီတရားကိုတရားဓမ္မတို့ဦးဇင်းတို့တွေကကောင်းကောင်းနားမလည်နိုင်ကြဘူးနားမလည်နိုင်တဲ့အတွက်ကြောင့်သိလက်မခံစိတ်ထဲမှာလက်မခံမှုရှိတယ်ဘာလို့သိခံမှာတော့ငါ့ကိုမတရားလာလုပ်နေတာအကိစ္စနဲ့သိခံမှာတော့ဟုတ်လားအဲ့တော့သိခံနိုင်ဖို့ကိုမပြောနဲ့သိခံခြင်းဟာကောင်းတယ်ဆိုတဲ့အသည့်ကိုပဲရှိဖို့ဟာမလွယ်သေးဘူးဟုတ်လားသိခံခြင်းဟာကောင်းတယ်ဆိုတာကိုတကယ်သိမှတကယ်နားလည်မှသိခံဖို့ကြိုးစားမှတဖြည်းဖြည်းနဲ့သိခံနိုင်လာမှာနော်ဟုတ်တယ်မဟုတ်လားအစကနဦးမှာသိခံခြင်းရဲ့အကြောင်းတရားကိုပဲနားလည်ဖို့ကြိုးစားဖို့မလိုဘူးလားတိခဏ်ကြီးဟာတကယ်အဓိပ္ပာယ်ရှိတယ်နော်ကန္တိပရမတပောတိတိခတိခဏ်ကြီးဟာအမုံမြတ်ဆုံးအကျင့်လို့ဟောထားတာဒါကိုစကလုံးလောက်အနေနဲ့ပဲကြားယုံကြားတာလောက်နဲ့ပဲနားလည်သွားပြီလို့မဆိုနိုင်ဘူးနော်ဟုတ်တယ်မဟုတ်လားတိခဏ်ကြီးဟာအမြတ်ဆုံးကျင့်လို့ကြားတာပဲစိတ်ထဲကဘလောက်လက်ခံတော့စိတ်ထဲကတိတ်တိတ်ပုံညင်းနေရှိတယ်လေဟုတ်လားညင်းနေတာပဲနော်ဟုတ်တယ်မဟုတ်လားဒီခေတ်ကြီးတိခဏ်ရဲ့နင်းများဖြစ်သွားမှာမဟုတ်အမျိုးမျိုးပါတိခဏ်ကြီးအကြောင်းအခြေတွန်းနားလည်ခြင်းတော့
ဦးဇင်းတို့ပါရမီ7ပါးကိုပဲနားထောင်ကြလို့ပြောရမယ်ခန္တီပါရမီထဲမှာအဲ့ဒါတွေအများကြီးပြောထားတယ်ဟုတ်လားဒီမှာမြတ်စွာဘုရား3ခုမြောက်နိလန်းနေနဲ့အဲ့ဒါကိုဟောထားတယ်တိခံခြင်းဖြင့်ပယ်ရှားမဲ့ကိလေသာအာသောတရားတွေကိုတိခံခြင်းဖြင့်ပဲပယ်နိုင်အောင်ကြိုးစားမယ်ဆိုလိုတာကတိမခံလို့ရှိရင်ဖြစ်လာမဲ့အကုသိုလ်တရားတွေကိုတိခံခြင်းဖြင့်ပယ်နိုင်အောင်ကြိုးစားရမယ်လို့ပြောတာဟုတ်တယ်တချို့ကိစ္စတိမခံရင်အကုသိုလ်တွေကအခြေအကျမငြိမ်းမွေတွေဖြစ်လာတယ်တိခံလိုက်ရင်တခါတည်းဇေယျပြတ်သွားတာရှိတယ်ထားလိုက်ပါလို့လုပ်လိုက်တာဟုတ်လားထားလိုက်ပါလို့လုပ်နိုင်ဖို့လိုတယ်ဟုတ်လားဒါပေမဲ့အဲ့ဒါကိုထားလိုက်ပါလို့လုပ်တာကိုတချို့ကဘယ်လိုထင်တော့ဒါအာရာလို့ထင်တာနော်ဟုတ်တယ်မဟုတ်လားနော်အဲ့ဒီမှာဦးဇင်းတို့တရားမင်းနဲ့ပါတလိနဲ့နော်အချီချပြောတဲ့ဒေသနာတစ်ပုဒ်မြတ်စွာဘုရားဟောတာရှိတယ်နော်မာတလိပြောတာတွေကတာမန်လူသားတွေကိုကိုစားပြုတဲ့စကားတွေလို့ဦးဇင်းထင်တယ်အဲ့ဒီသုတ်တန်ထဲမှာနော်တီးခံခြင်းဖြင့်မိမိသူတစ်ပါးနှစ်ဦးသားကိုငြင်းအေးအောင်လုပ်နေတဲ့လူတွေကိုမသိတဲ့လူတွေကဒီလူတွေဟာလူမိုက်တွေပါလို့တောင်ပြောကြသေးတယ်တဲ့ဒါကကြားမင်းပြောတဲ့စကားစဉ်းစားတော့တီးခံနေတဲ့လူကိုဘာပြောတော့လူမိုက်လို့ပြောတာနော်ဓမ္မကတီးခံတဲ့လူကကိုယ်ကိုလည်းငြင်းအေးအောင်လုပ်တယ်တစ်ဖက်သားကိုလည်းပို့ပြီးတော့ဒေါသတွေပွားမလာအောင်ကိုငြင်းအေးသွားလို့ရှိရင် तू ကလည်းဆက်ပြီးတော့ဒေါသပွားလာတဲ့အကြောင်းသိပြီးတော့မရှိဘူးရက်သွားတာပဲများဟုတ်လားဒါကြောင့်တိခံလိုက်ခြင်းဟာကိုယ်ကိုလည်းငြင်းအောင်လုပ်ရအောင်ရောက်တယ်လို့တစ်ဖက်သားကိုလည်းငြင်းအောင်လုပ်ရရောက်တယ်ဒါကြောင့်တရားမင်းကဘယ်လိုသုံးလဲဆိုတော့တိခံခြင်းဟာမိမိသူတစ်ပါးနှစ်ဦးသားကိုဆေးကုပေးတဲ့လူဖြစ်တယ်တဲ့နော်ဒေါသတိဟုသောအနာရောဂါပြောင်းအောင်ဆေးကုပေးတာဒါပေမဲ့အဲ့လိုလူမျိုးကိုပဲမိုက်မဲတဲ့လူတွေကဒီလူကလူမိုက်ပါလို့တောင်ပြောရသေးတယ်တဲ့ gain ဘလောက်တိခံခြင်းတရားနဲ့ဝေးနေတော့ဟုတ်လားကိုယ်တိုင်တိမခံနိုင်တဲ့ပြင်တိခံတာကိုပဲအောက်မှုလို့မြင်ရတာတောင်ရှိတယ်ဟုတ်လားအခုဒီမှာမြတ်စွာဘုရားကအဲ့ဒီတိခံခြင်းတရားကိုအကုသိုလ်ကိလေသာပယ်ကြောင်းနိလန်းတစ်ခုအနေနဲ့မဟုတ်ဘူးလားတိမခံရင်ဖြစ်လာမဲ့ကိလေသာအာသောတရားကိုတိခံခြင်းအဖြစ်ပယ်ရမယ်အဲ့ဒီဒေသနာမှာတိခံမဲ့အပိုင်းကိုမြတ်စွာဘုရားအသေးစိတ်ဟောတယ်နော်တိတ္တဩနတကမောဟတိနော်အပူအေးကိုတိခံရမယ်ရာသီဥတုပေါ့နော်ကိုရာသီဥတုတွေမှာရှင်သန်နေရတာရှောင်လို့မရဘူးသူပူတဲ့ချိန်ပူမှာပဲအေးတဲ့ချိန်အေးမှာပဲကိုယ့်အကိုအစဉ်ပြေအောင်ပဲကြည့်ပြီးတော့နေရတာဒီရာသီဥတုကြီးနဲ့တူပြီးတော့ရန်ဖြစ်နေလို့အစဉ်ပြေဘူးလေဟုတ်လားဘာလို့မလို့တိခံရပဲနော်ဒါနဲ့ပတ်သက်ပြီးတော့ဒေါသမဖြစ်သင့်ဘူးနော်ရာသီဥတုနဲ့ရှင်ပြီးတော့ဒေါသဖြစ်နေတာအလုံးမလည်းမိုက်မဲရရောက်တယ်လို့ဆိုနိုင်တယ်ဟုတ်တယ်မဟုတ်လားအခြေခံလေးကစတင်ပေးတာမြတ်စွာဘုရားနော်ဘူအေးကိုတိခံရမယ်ပြီးတော့ဘာတော့ဇိကိဆာယပိပါဒယခမောဟတိတဲ့စာလောင်မှုသိမ့်မှုကိုတိခံနိုင်ရမယ်ဟောဒါလည်းပဲခန္ဓာကိုယ်ကြီးရဲ့သဘာဝပဲဒီခန္ဓာကိုယ်ကြီးရှင်သန်နေတယ်ဆိုတာကဒီထည့်ထားတဲ့အစာအာဟာရကိုဖြုံးတီးရင်းနဲ့ရှင်းနေတာလေဟုတ်တယ်မဟုတ်လားနော်ဖျောင်းနိုင်မီးလေးတောက်နေတယ်ဆိုတာလကားတောက်နေတာမဟုတ်ဘူးအောက်ကစီနဲ့မီးစာကိုဖြုံးတီးရင်းလောင်ကျွမ်းရင်းနဲ့တောက်နေတာမဟုတ်လားအခုကျတော့ရှင်းနေတယ်ဆိုတာလည်းပဲကံစွမ်းအားစိတ်စွမ်းအားဥဒုစွမ်းအားအာဟာရစွမ်းအားဒါတွေကိုဖြုံးတီးရင်းနဲ့ရှင်းသန်နေတာဟုတ်တယ်မဟုတ်လားမနေ့ကထည့်ထားတဲ့အစာအာဟာရနေ့လေလောက်တော့မရှိတော့ဘူးကုန်ပြီဟုတ်လားအဲ့ဒီကြတော့ခန္ဓာကိုယ်ကငါထဲမှာအစာအာဟာရကုန်ပြီငါဆက်ရှင်ဖို့အတွက်လိုအပ်နေတဲ့ထည့်ပေးအောင်ဟုတ်လားအဲ့ဒါကိုသူကဘလို့ပြပြီးတော့တောင်းမလို့စာလောင်မှုဆိုတဲ့ဝေဒနာကိုပြပြီးတော့တောင်းမယ်ဒါသူ့လုပ်ပဲလေဟုတ်တယ်မဟုတ်လားမစားနေရတာကိုပဲကျေးဇူးတင်ရအောင်မယ်မစားတော့ဘူးဆိုရင်အဲ့ဒါသေဖို့တော်တော်နေနေပြီဟုတ်လားဟုတ်တယ်မဟုတ်လားဒါမဲ့စားတာကိုဘလို့ဖြစ်နေအောင်ကျုပ်တို့တရားဓမ္မတို့ဦးဇင်းတို့ကဒေါသဖြစ်တယ်နော်စားရင်လည်းချိန်မစားဘူးဆိုစိတ်တူတယ်ဟုတ်လားအမှန်စိတ်မတူသင်ဘူးကျေးဇူးတင်တယ်ဟုတ်လားနော်မြတ်စွာဘုရားဘာလို့ရမလို့ပြောတော့တိခံရမယ်လို့ပြောတယ်နော်စားလောင်မှုသိမ့်မှုကိုတိခံရမယ်ပြီးတော့ဗာပြောတော့နော်ဒန္တမဂတဝါဒတပတ္တိတပတံဖတ်တာနဲ့မဲ့ချင်းရင်လေးနေပူမွေကင်းတန်းတို့ရဲ့အတွေ့အထိကိုလည်းတိခံရမယ်တဲ့ဟုတ်တယ်ချင်းလေးတွေကြိုက်တာရှိတယ်နောက်ဒီနိုင်ငံဆိုရင်ရင်ကောင်းလေးအရင်ပေါ်တယ်ဟုတ်လားဒါဘာလို့ဖို့လို့တော့တိခံဖို့လို့တယ်နော်ကျွတ်ဒီပိုးဟတ်ဒီပိန်ညောင်ဒီဒါဥစဉ်လို့ရှိဆိုရင်အဲ့ဒါတွေအများကြီးမပေါ်ဘူးလားပေါ်တယ်နော်ဒါတွေမြင်မှဖြစ်တော့စိတ်တူတယ်ဒီကမ္ဘာလောကကြီးကလူသားတွေကြီးပဲနေကြဆိုတဲ့တော့သတ်မှတ်ပေးထားတဲ့နေရာတစ်ခုဟုတ်သလားဟုတ်နော်ဒါပြောရရင်တော့ဘုံဆိုင်နေရာကြီးပဲလေဟုတ်လားအဲ့ဒါကိုဘာလို့ဖို့လို့တော့တိခံဖို့လို့တယ်နော်ဒီအကောင်လောင်လေးတွေနဲ့တုပြီးတော့စိတ်တူနေရတာလည်းပဲမိုင်မဲခြင်းတစ်မျိုးလို့မဆိုနိုင်ဘူးလားဆိုရင်လည်းမြတ်စွာဘုရားအဲ့ဒါတွေကစမြင်တယ်နော်ရှောင်မရတဲ့ဒီသဘာဝတရားတွေကိုတိခံခြင်းအဖြစ်ဥစိတ်ထဲမှာအဖို့ထစ်မဖြစ်အောင်ဘာလို့မလို့ကြိုးစားမယ်ဒါအပူရေးကိုတိခံမယ်ဆာလောင်မှုသိမ့်မှုကိုတိခံမယ်ဒီပိုးကောင်မအောင်လေးတွေရဲ့ဒါနော်ဒါကိုဘာလို့မလို့တိခံမယ်ပြီးတော့ဗာဆက်ပြောတော့စိတ်ဝင်စားတဲ့အကောင်းနဲ့နော်မြတ်စွာဘုရားတိခံခိုင်းတဲ့အဆင့်ကလေးတွေကတစ်ဆင့်ဆင့်တက်တက်လာတယ်
ဒုရုဒ္ဒနာဒုရကတာနာဝဆနပဋ္ဌာနာပတ်ဝန်းကျင်ကကိုယ့်ရဲ့အကြောင်းမကောင်းပြောလာတဲ့စကားတန်တွေကိုသိခံရမယ်တဲ့ဟောဒါဟုတ်ဘူးရှောင်နိုင်လို့ရှောင်လို့မရဘူးနော်ပတ်စံရှိရှိမရှိပညာတတ်တတ်မတတ်တတ်လူဆိုတာလူအတိုင်းဝိုင်းထဲမှာနေကြရတာဟုတ်လားကိုယ်ကောင်းတယ်လို့ထင်တဲ့လူရှိတယ်လို့မကောင်းဘူးလို့ထင်တဲ့လူလည်းရှိတယ်ဟုတ်လားထင်ရင်လို့ထင်မှာပဲလေဒါကိုလည်းစိတ်တူလို့တော့မရဘူးဘာလို့ဆိုကိုယ်လည်းသူများကိုထင်ရင်လို့ထင်တာပဲမဟုတ်လားတော့ထင်တယ်ဆိုတော့တက်တည်ဘလို့ပြတော့ပြောခြင်းလို့ပြောပြလိုက်တာကိုကြည်ချင်းအပြည့်သိနိုင်တယ်ပေါ့ဟုတ်တယ်မဟုတ်လားဒါထင်နေတာပဲအပြောဆိုတာအထင်ကိုပုံဖော်လိုက်တာပဲလေဟုတ်လားပြောပြီးကမှမင်းငါအဲ့လိုမထင်ပါဘူးဘာဘူးညာဘူးလုပ်လို့မရဘူးနော်ဟုတ်လားဟောဒီစကားတို့ရဲ့အစွမ်းဟာပါလာမှရမယ်ဟုတ်လားနော်စဉ်းစားနော်ဒါကြောင့်ပတ်ဝန်းကျင်ကပြောလာတဲ့စကားအသံတွေဟာလူလောကကြီးမှာရှောင်လို့ရသလားမရဘူးအဲ့ဒါအကောင်းဆုံးကြော်လာနိုင်ဖို့အတွက်နီလန်းကပါလေထားလိုက်ပါလို့သာလှုပ်လိုက်လွယ်တော့မလွယ်ဘူးနော်ဒါပေမဲ့တကယ်လုံနိုင်ရင်တကယ်ကောင်းတယ်အဲ့ဥစ္စာဟုတ်လားအဲ့ဒါလုံနိုင်ဖို့အတွက်ကဉာဏ်အများကြီးရှိဖို့တော့လိုတယ်ဒီစကားတန်ရဲ့သဘာဝနော် तू ကကောင်းတယ်လို့ထင်လို့လဲကိုတကယ်ကောင်းသွားတာမဟုတ် तू ကမကောင်းဘူးထင်လို့လဲကိုတကယ်မကောင်းသွားတာလည်းမဟုတ်ပြောရရင်သူ့ရဲ့အထင်ကကိုယ့်ပုံမှာဘာအကျိုးသက်ရောက်မှုမှတကယ်တမ်းကထိထိရောက်ရောက်မရှိကိုကယောနိတော်မလတိကာရမရှိလို့နှလုံးသွင်းမှားလို့လောဘဒေါသဖြစ်ရင်တော့အကျိုးသက်ရောက်မှုရှိသွားပြီနော်ကိုကသာမှန်မှန်ကန်ကန်စဉ်းစားမယ်ဆိုသူစကားတန်ကြီးတက်တက်ကြောင့်တော့ကို့မှာဘာဒုက္ခမှလည်းရောက်မသွားသလိုဘာကောင်းကျိုးမှလည်းမရှိဘူးဘာမကောင်းကျိုးမှလည်းမရှိဘူးဒါကြီးဘာလို့သိမခံနိုင်တာလဲတိုင်စဉ်းစားတွေကကောက်ရင်နော်နောက်တစ်ချက်အဲ့ဒီပြောလိုက်တဲ့အတန်ကကိုယ်စိတ်တုန်နေတဲ့အချိန်မှာတကယ်ကရှိသေးသလားမရှိတော့တဲ့အရာနဲ့ပတ်သက်ပြီးတော့စိတ်တုန်နေတာနော်စဉ်းစားနော်တချို့ဆိုပျောက်သွားကြပြီအခုပြောရတဲ့လူကလူဘဝတောင်မရှိတော့ဘူးအဲ့ဒါတောင်စိတ်တုန်နေတဲ့လူရှိသေးတယ်ဟုတ်လားနော်အဲ့ဒါပါလဲဆိုတော့ကိုယ့်ရဲ့မိုက်မဲမှုပေါ့နော်တကယ်တမ်းကရှိတော့တာမဟုတ်တော့ဘူးဟုတ်လားအဲ့တော့ဒီဟာတွေကိုကိုကအများကြီးတိတဲ့မြင်တဲ့မှထားလိုက်ပါလို့လုံနိုင်တာထားလိုက်ပါလို့လုံနိုင်ဖို့လွယ်တဲ့ကိစ္စမဟုတ်ဘူးဟုတ်လားဒါကြောင့်တီးခံတယ်ဆိုတာအပြောလွယ်တဲ့လောက်စိတ်ထဲမှာဉာဏ်ရှိမှဒီရဲ့အကျိုးကျေးဇူးလည်းမြင်မှစိတ်ထဲမှာဘာမှကိုမဖြစ်ဘူးဆိုတာကအလကားမရဘူးနော်နားလည်မှုအများကြီးရှိမှလက်ခံနိုင်မှုဆိုတာရှိတာဟုတ်လားနော်တိခဏနဲ့ဆိုတာအမှလက်ခံလိုက်တာပဲထားလိုက်ပါရပါတယ်တကယ်တမ်းကဘာအကျိုးသက်ရောက်မှုမှလည်းတိတ်ပြီးတော့ရှိတာတော့လည်းမဟုတ်ဘူးကိုနားလေတဲ့အခါကျတော့စိတ်ထဲမှာပေါ့ပါဖြစ်တယ်ပေါ့ဟုတ်လားဒါကြောင့်ပတ်ဝန်းကျင်ကပြောလာတဲ့စကားတန်တွေကိုဘာလို့ရမလို့တိခံရပဲတဲ့လေးချက်ရှိသွားပြီနော်အပူရေကိုတိခံရမယ်ဆလောင်မှုသိမ့်မှုတိခံရမယ်ပိုးကောင်မွားကောင်လေးတွေကိုတိခံရမယ်ပတ်ဝန်းကျင်ကကိုယ့်ဘောပြောလာတဲ့မကောင်းတဲ့စကားတန်တွေကိုတိခံရမယ်ဟောနောက်တစ်ချက်လာပြီအဲ့ဒါဘာပြောလို့ဆိုတော့ဥပ္ပန္နနံတတိတိကာနံဝေဒနာနံတိဗ္ဗာနံခရဏံကတုကာနံအတာတာနံအမနာပါနံအဓိဝါဒကဇာတိကောဟောတိဒီခန္ဓာကိုယ်ကြီးကဖြစ်ပေါ်လာတဲ့အခံရခက်တဲ့ယောဂဝေဒနာတွေကြောင့်ဖြစ်လာတဲ့ဆင်းရဲမှုပင်ပန်းမှုပူလောင်မှုဒုက္ခတွေရှိတယ်ဟုတ်လားအခုတရားဓမ္မတို့အရင်တို့ပြုံးပြုံးရွှင်ရွှင်လန်းလန်းဆန်းဆန်းနေနိုင်တယ်ဆိုတာမြေထာဝရနေရာမှာမဟုတ်ဘူးဒီတိုင်းလေးတည်နေမှာလည်းမဟုတ်ဘူးနော်တချိန်မှမဖြစ်လာမလို့ယိုယွင်းလာမယ်အိုမင်းလာမယ်ကျွင်းချက်တွေများလာမယ်ငါကြက်ခဲမှုတွေကိုစဉ်ဆက်မပြတ်ခံစားရမယ်ဒါဘဝရဲ့အဖြစ်မနေရင်ဆိုင်ရမယ်အမှန်တရားပဲအဲ့ဒါလို့နော်တရားဓမ္မတို့ဦးဇင်းတို့ဘဝခန္ဓာရဲ့အမှန်တရားကိုသိပြီးတော့ကြုံလာဆုံလာတဲ့အခါမှာအဲ့ဒါတွေကိုဘာလုပ်နိုင်ရမှာလဲတော့သိခံရမယ်တဲ့ဒါအဲ့ဒီအချိန်ကြတော့ကိုတကယ်လို့စိတ်တူမယ်ဆိုရင်ဘယ်သူကမြန်စိတ်တူဖို့စဉ်းစားမလို့နော်ဒီပြင်ကိစ္စတွေနဲ့ပတ်သက်ပြီးတော့စိတ်တူပြီဆိုရင်တော့စိတ်တူစရာလူတွေကအများများတယ်လေတော့ဘယ်သူကြောင့်ဘဝကြောင့်တော့လည်းညှို့ထိုးစရာတွေအများကြီးရှိတယ်ဟုတ်လားအဲ့ခန္ဓာကိုယ်ကြီးကပေါက်ပြန်ပျက်စီးလို့ဒုက္ခတွေရောက်လာပြီအစင်မပြေမှုတွေဖြစ်လာပြီအဲ့ကြတော့ဘယ်သူကလည်းညှို့ထိုးမလို့ညှို့ထိုးကြမရှိတော့ဘူးဟုတ်လားတကယ်လို့လက်ညှိုးထိုးခြင်းနဲ့ဆိုရင်လည်းကိုယ့်ကိုယ်ပဲထိုးဖို့ရှိတော့တယ်နော်မင်းမတိနားမလည်မှုကြောင့်လိုချင်မဲ့မောလို့ရှားခဲ့တဲ့ဒီဘဝခန္ဓာကြီးကတော့ဒီလိုတွေဖြစ်ကုန်ပြီကိုယ့်ကိုယ်ပြန်ပြောဖို့လိုတယ်နော်မင်းလိုချင်လို့ရထားတဲ့ဒီခန္ဓာကိုယ်ကြီးကတော့ဒီလိုတွေဖြစ်နေပြီဒါမျိုးနောက်ထပ်ရကျင်တင်သေးသလားမရကျင်တင်ဘူးလားဆိုတာမင်းမင်းစဉ်းစားငါအဲ့လိုမျိုးလေးမပြောနိုင်ရင်တော်တော်ကောင်းမယ်နော်ဟုတ်တယ်မဟုတ်လားစဉ်းစားနော်ကိုလိုချင်လို့ရခဲ့တာပဲလေဒါကြီးကဟုတ်တယ်မဟုတ်လားနော်အစဉ်ပြေနေတုန်းကပြုံးနေအစဉ်ပြေတော့မှဒုက္ခပါပဲရှုပြီးတော့ဒေါသတွေဖြစ်နေရင်လည်းပဲဒါလည်းပဲအရှင်းမပြေဘူးဟုတ်တယ်မို့လားဒါကြောင့်ဒီဥစ္စာတွေကအများကြီးနားလည်ထားဖို့လိုအပ်တယ်ပေါ့ဒါမြတ်စွာဘုရားကအသက်ကိုတောင်နှုတ်ယူသွားနိုင်လောက်အောင်ပြင်းထန်တဲ့ဟောဒီအသုံးနှုန်းလေးပါပါတယ်နော်ဒီထဲမှာဘယ်အဖြစ်လာမှာတော့ဒီခန္ဓာကိုယ်ကြီးကပဲဖြစ်လာမှာကိုယ်အလွန်ချစ်မြတ်လို့တဲ့ခန္ဓာကိုယ်ကြီးကပဲကိုယ်အလွန်
ကြောက်ရွံ့တဲ့ထိတ်လန့်တုန်လှုပ်ဆက်ဆုပ်တဲ့ဆင်းရဲဒုက္ခတွေကိုပေးမှာဟုတ်တယ်မဟုတ်လားအဲ့ဒါကိုဘာလို့မှာလဲတော့သိခံရမယ်တဲ့အဲ့တော့လွယ်မလားဆိုတော့မလွယ်ဘူးနော်များသောအားဖြင့်အဲ့ဒီအခြေအနေကြောင့်ရင်သိမခံနိုင်ကြတာပဲများတယ်ဒါကြောင့်ဒီသိခံမှုကိုနော်လေ့ကျင့်မှုနဲ့အည်အသွေးတက်အောင်ဘာလို့သင်တော့ကြိုးစားအထုတ်သင်တာနော်ဒါမှအဲ့ဒီအခြေမျိုးမှာဥပ္ပယသိခံရတာလွယ်လွယ်ကူကူရှိမယ်ပေါ့ဟုတ်လားဒါကြောင့်အခုလိုအစရရာအစဉ်ပြေးပြီးတော့သိခံဖို့အတွက်ဘာမှမခက်တဲ့ကိစ္စလေးတွေကိုပဲသိမခံနိုင်ပါဘူးဆိုတဲ့လူဟာသိခံဖို့အတွက်အရန်ခက်တဲ့အခြေအနေမျိုးမှာသိခံနိုင်ဖို့ဆိုတာပို့ပြီးတော့တောင်မလွယ်တော့ဘူးနော်တစ်ချက်သားလောက်တော့မမနိုင်တော့အပြည့်နေတဲ့လူတွေဟာတပိတ်တာမဆိုရင်ပို့ပြီးတော့မနိုင်ဘူးနော်အဲ့တော့ကိုနေစဉ်စိတ်တို့နေတဲ့ကိစ္စလေးတွေဟာဘယ်လိုဟာလေးတွေလဲကိုယ့်ကိုစဉ်းစားအောင်ဟုတ်လားဒေါသဖြစ်နေတဲ့ကိစ္စလေးတွေစဉ်းစားအောင်ဒီချင်းတရားနဲ့နှိုင်းစားရင်ယောဂဝေဒနာတွေဖြည့်ဆည်းနေတာနဲ့နှိုင်းစားရင်ဘာပြောပါလောက်တော့ဘာမှမပြောပါလောက်ဘူးနော်ကိုကခေါင်းထဲမထည့်ရင်အလိုလိုခွာကြသွားမယ့်အရာတွေပဲလေကိုကအာရခေါင်းထဲထည့်ပြီးတော့ကိုဒေါသတွေဖြစ်နေတာတွေအများကြီးမရှိဘူးလားရှိရဲ့နော်ကိုအဲ့ဒါမစဉ်းစားဘူးဆိုရင်ဘာမှကိုမဖြစ်တဲ့အရာတွေပဲများသောအားဖြင့်လူတွေစိတ်တုန်နေတဲ့ကိစ္စတွေလာထိခိုက်လို့စိတ်တူတာဆိုရင်တခါတလေစဉ်းစားလို့ရတယ်တချို့ကိစ္စတွေကကိုယ်မထိခိုက်ပဲနဲ့နေထိုင်နေဘေးကလူတွေကိုစိတ်တူနေတာလည်းရှိသေးရဲ့နော်လမ်းပေါ်မှာမြင်ရကြအဲ့ဒါတွေအဆင်မပြေလို့ဟာဘယ်သူတွေကဘယ်လိုတွေလုပ်နေတာကိုယ်လည်းဘာမှလာထိခိုက်တာမဟုတ်သူဖြစ်နေတာကိုပဲဘာဖြစ်နေတော့ကိုကဒီနေထိုင်နေဒီနေရာနေမှာဖြစ်နေတော့စိတ်တူနေအဲ့ဒီလောက်ဒေါသဖြစ်ဖို့လွယ်ကူးနေတဲ့လူတယောက်တည်းကိုယ်တိုင်အဆင်မပြေမှုအကြီးအကျယ်ဖြစ်လာပြီဆိုဘယ်လိုများနေမယ်ထင်လဲအကြီးအကျယ်ဒုက္ခရောက်တော့မှာပဲနော်ဟုတ်တယ်မဟုတ်လားဒါကြောင့်ပိဋကပေါင်းတို့ဒီသိခံခြင်းတရားကလည်းပြောရင်အရာအလုံးမကျဲဘူးလားကျဲတယ်အဲ့ဒါကိုမြတ်စွာဘုရားအခုသုံးခုမြောက်နိလန်းနေနဲ့ဟောတာနော်ပြီးမခံလို့ရှိရင်ဖြစ်နိုင်တဲ့ကိလေသာအသောတရားတွေကိုသိခံခြင်းဖြင့်ပယ်နိုင်အောင်ကြိုးစားရမယ်ဟုတ်လားဒါကိုသိခံခြင်းဖြင့်ပယ်ရမယ်ကိလေသာကိုသိခံခြင်းဖြင့်ပဲပယ်နိုင်အောင်ကြိုးစားရမယ်လို့ဒီလိုဟောတယ်နိလန်းတစ်ခုရှိပါတော့သုံးခုရှိသွားပြီနော်မျက်စိနာနာလျာကိုယ်စိတ်ကိုစောင့်စည်းရမယ်ဟုတ်လားနော်မှီဝဲတဲ့အရာတွေကိုဉာဏ်ပညာနဲ့စဉ်းစားဆင်ခြင်ပြီးတော့မှီဝဲရမယ်တော့သိခံရမယ့်အရာတွေကိုသိခံရမယ်သုံးခုရှိသွားပြီနော်စောင့်စည်းမှီဝဲသိခံမြဲနော်ရှောင်လွဲဖယ်ရှားနော်ရှောင်လွဲဆိုတာကြာရှောင်လွဲဆိုတာပရိဝေဇနနော်ပရိဝေဇနရှောင်လွဲတယ်ဆိုတာဘာကိုပြောတာတော့နော်အကုသိုလ်တွေဖြစ်เสียတွေကိစ္စတွေလောကကြီးမှာရှိတယ်အဲ့ဒါကိုမြတ်စွာဘုရားအသေးစိတ်လေးဘယ်လိုဟောပြတော့ဆိုတော့စင်ချမ်းမြင်းချမ်းခွေးချမ်းနွားချမ်းတွေရှိတဲ့နေရာမသွားနဲ့တဲ့ဟုတ်တယ်အဲ့ဒီနေရာမျိုးသွားလို့ရှိရင်အခက်မသိရင်ဒုက္ခရောက်နိုင်တယ်ဟုတ်လားဆူညောင်ခလုတ်တွေတိတ်များတဲ့နေရာမျိုးမသွားနဲ့တဲ့နော်လိမ့်ကျနိုင်တဲ့နေရာမျိုးကိုမသွားနဲ့တဲ့ဟာနော်တစီတွင်စုပ်ပဲ့တဲ့ချင်းချင်းငယ်တွေရောနေတဲ့စိတ်မချမ်းမြေ့ဝရကောင်းတဲ့နေရာမျိုးတွေလည်းမသွားနဲ့ရှောင်ကျင်ရမယ်မရှောင်ကျင်လို့ရှိရင်ဘာဖြစ်နိုင်တော့အကုသိုလ်ဖြစ်နိုင်တယ်နော်ပြီးတော့ဗာပြောတော့မကျက်စားတဲ့စကြက်တဲ့ဟောဒီလိုလေးသုံးတယ်ယဟန်တွေအတွက်မတင့်တော်တဲ့နေရာပေါ့နော်ပညာရှိသူတော်ကောင်းတွေကနော်ဒီလူဟာဒီနေရာကိုသွားလေသွားတာရှိတယ်ဒါမကောင်းတဲ့နေရာကြီးပဲလို့ကဲ့ရဲ့တဲ့ကဲ့ရဲ့တိုက်တဲ့နေရာမျိုးပေါ့အဲ့ဒီနေရာမျိုးကိုသွားတယ်ပြီးတော့ဗာလဲဆိုတော့မေးယုံမှာရွှေယုံမှာတွေနဲ့လည်းအတူတူနေနေတဲ့နော်အခုပြောခဲ့တာတွေကအလွန်တဘာဝကြပြီးတော့အလွန်လက်တွေ့ကြတယ်ပေါ့နော်အန္တရာယ်ရှိတဲ့နေရာတွေနော်စိတ်ပြည့်စရာကောင်းတဲ့နေရာတွေစိတ်ဆင်းရဲစရာကောင်းတဲ့အခြေအနေမျိုးနဲ့တွေ့ကြုံရမယ့်နေရာမျိုးတွေဟုတ်လားယုံမတန်တရားဖြစ်စရာကောင်းတဲ့မကောင်းတဲ့နေရာတွေဟုတ်လားပြီးတော့မကောင်းတဲ့မိတ်ဆွေတွေဒါမျိုးတွေကိုဘာလို့မလို့ရှောင်ကျင်ရမယ်မရှောင်ကျင်ဘူးဆိုရင်သူကကုသိုလ်ဖြစ်စရာများလားအကုသိုလ်ဖြစ်စရာများလားအကုသိုလ်ဖြစ်စရာပဲများတယ်ဒါလည်းလိုက်နာနိုင်ရင်တော်တော်ကောင်းမယ်နော်တချို့ကကိုယ်စိတ်အလိုလိုက်ပြီးတော့နော်အဲ့လိုမျိုးအနေရှိတဲ့နေရာတွေသွားတယ်မတင်တော်တဲ့နေရာတွေသွားတယ်ပြီးတော့ပြဿနာတွေဖြစ်တယ်ဒုက္ခတွေများပေါ့နော်ဒါအခြေခံစပြီးတော့မြတ်စွာဘုရားရှင်းပေးတယ်လို့တောင်ဆိုနိုင်တယ်ဟုတ်လားဒါကြောင့်ဒီလိုနေရာမျိုးကိုရှောင်ကျင်ခြင်းအဖြစ်အကုသိုလ်တွေကိလေသာတွေအသောတရားတွေမဖြစ်အောင်ကြိုးစားမယ်ဒါမရှောင်ကျင်ရင်ဖြစ်နိုင်တဲ့ကိလေသာအသောတရားကိုရှောင်ကျင်ခြင်းဖြစ်မဖြစ်အောင်ကြိုးစားမယ်လို့ပြောတာဒါလည်းလက်တွေ့လိုက်နာကျင့်သုံးနိုင်မယ်ဆိုရင်အများကြီးသက်သာခွင့်ရနိုင်တယ်နော်ဒါကြောင့်စိတ်အလိုမလိုက်ဖဲနဲ့ဒီနေရာကငါသွားတဲ့နေရာလားဒီလိုနဲ့ငါပေါင်းတဲ့သလားအများကြီးစဉ်းစားဖို့လိုလားစဉ်းစားဖို့လိုတယ်နော်စိတ်အနှောက်အယှက်ဖြစ်เสียကောင်းတဲ့နေရာမျိုးကိုရှောင်ဖို့လိုတယ်စိတ်အနှောက်အယှက်ဖြစ်เสียကောင်းတဲ့လူတွေကိုရှောင်ဖို့လိုတယ်ဟုတ်တယ်မဟုတ်လားအဲ့ဒါဆိုလို့ရှိရင်အကုသိုလ်ဖြစ်เสียအလိုလိုနည်းမသွားဘူးလားနည်းသွားနိုင်တယ်ဒါကဦးဇင်းတို့ပရိဝေဇန
မရှောင်ကျင်ရင်ဖြစ်နိုင်တဲ့ကိလေသာအတောတရားကိုရှောင်ကျင်ခြင်းဖြင့်ပယ်နိုင်အောင်ကြိုးစားရမယ်။မကောင်းမှုရှောင်ဆိုတာလေးတွေကိုအကျုံးဝင်အောင်စဉ်းစားရမှာနော်။ဟုတ်လား။နှစ်ခုရှိသွားပြီတော့၄ခုရှိသွားပြီ။ဟုတ်လား။နောက်ဦးဇင်းတို့၅ခုမြောက်ကဝိနောဒနာပယ်ဖြောက်ပယ်ရှားတယ်။ကိုယ်မှဖြစ်လာပြီဆိုတဲ့နောက်မှာဖယ်ဖို့ကြိုးစားတာ။သူကအဓိပ္ပာယ်တစ်မျိုးနော်။ခုနကတော့ဖြစ်နိုင်ခြေရှိတဲ့အရာတွေကိုမဖြစ်အောင်ကြိုတင်ပြီးတော့ရှောင်တာ။မျိုးစုံဟောတာနော်မြတ်စွာဘုရား။ခုဝိနောဒနာရှောင်ကျင်ရမယ်ပယ်ရှားရမယ်ဆိုတာဘာကိုပြောတာတော့ဥပ္ပန္နကာမဝိတကနာတိဝါတိတိပဇေတိဝိနောဒေတိနော်ဖြစ်ပေါ်လာတဲ့ကာမဝိတကိုပယ်ရှားဖို့ကြိုးစားတယ်နော်နောက်တစ်ခါထပ်ပြီးတော့မဖြစ်အောင်ကြိုးစားတယ်ပျောက်သွားအောင်ဖျောက်ပစ်တယ်ကာမဝိတလို့သုံးတယ်နော်ကာမဝိတဆိုတာဘာပြောတာတော့ကာမဂုဏ်အာယုန်တွေနဲ့ပတ်သက်ပြီးတော့တွေးတောကြံစည်မှုလူငယ်တွေနားလည်အောင်ပြောရရင်တော့မြင်ဖို့စဉ်းစားနေတာကြားဖို့ပဲစဉ်းစားနေတာနော်အနတ်အရာသာစားဖို့တောက်ဖို့ပဲစဉ်းစားနေတာတွေ့ဖို့ထိဖို့ပဲစဉ်းစားနေတာအဲ့ဒါကိုပါခေါ်တော့ကာမဝိတ္တသူအကြီးထွားလာလို့ရှိရင်သူကဒုက္ခတွေကိုဖြစ်စေလိမ့်မယ်ဒါကြောင့်မလို့သူကိုယ်တန်တန်မှာဖြစ်လာပြီဆိုလို့ရှိရင်သူ့ကိုနော်နာတိဝတိတိတိမခံရဘူးတဲ့ဟောခုနကတော့စကလုံးလေးနဲ့ဆန့်ကျင်ပဲနော်ဆိုတော့အဓိဝတိတိတိခံရမယ်ဆိုတဲ့နီးလန်းလာတယ်နော်အခုပါလဲတော့တိမခံရဘူးတဲ့နော်နာတိဝတိတိတိမခံဘူးဘာလို့တိမခံရမှာတော့ကာမဝိတ္တကြီးဖြစ်လာတာကိုတိခံမနေနဲ့ငြိမ်းခံမနေနဲ့လို့ပြောတာသူ့ကိုဖယ်နေအောင်ကြိုးစားလို့ပြောတာဟုတ်လားနာတိဝတိတိတိမခံရဘူးဇဟတိပယ်ရမယ်ဝိနောဒိတိဖြောက်ပြရမယ်နော်ယန္တိကရောတိအနာဘာဝကမိတိတဲ့နောက်တစ်ချိန်ထပ်ပြီးတော့မဖြစ်အောင်ဒီကိုပဲကြိုးစားအထုတ်ပြရမယ်လို့အဲ့လောက်ထိဟောတာကာမဝိတ္တနော်ကာမဂုဏ်နဲ့ပတ်သက်တဲ့အတွေးပေါ့ပြီးတော့ပါတော့ဖြာပါဒဝိတ္တဒါပိတ္တတို့သိပါတယ်ဒီဝိတ္တဆို၃မျိုးအတွေးကြံဆို၃မျိုးနော်ဖြာပါဒဝိတ္တဆိုတာဘာပြောတာတော့ဒေါသနဲ့ရှင်တဲ့အတွေးဟုတ်လားဒေါသနဲ့ရှင်တဲ့အတွေးတစုံတရာမကျေနပ်မှုနဲ့နော်တွေးကြုံလာပြီဆိုလို့ရှိရင်စိတ်ထဲမှာစိတ်တိုးတယ်စိတ်ဆိုးတယ်ဒါနဲ့ပတ်သက်ပြီးတော့တွေးနေတယ်ကြံနေတယ်ဒါပါလေဖြာပါဒဝိတ္တနောက်ဝိညာဝိတ္တတဲ့ဝိညာဝိတ္တဆိုတာကြတော့သူကဖြာပါဒဝိတ္တထက်ပိုပြီးတော့ဆိုးသွားပြီစိတ်တူယုံစိတ်ဆိုးယုံမကတော့ဘူးဖြစ်စည်းဖို့ညှင်းဆဲဖို့ထိသူကစဉ်းစားတာအခုစိတ်တူတဲ့အရာကတက်မဲ့အရာဖြစ်မယ်ဆိုရင်ပေါက်ချိုးပလိုက်မယ်လိန်ထုတ်ပလိုက်မယ်လွှတ်ပလိုက်မယ်ဟုတ်လားကိုစိတ်တူတဲ့အရာကတက်ရှိဖြစ်မယ်ဆိုရင်ဘာလို့ပြောပလိုက်မယ်ဆွေးပလိုက်မယ်လှုပ်ပလိုက်မယ်နော်အဲ့ဒါပါလေဝိညာဉ်နော်ညှင်းဆဲဖို့ထိစဉ်းစားလာတာပေါ့နော်ဟုတ်လားဒေါသအထွတ်ထိပ်ထိရောက်တယ်လို့ဆိုနိုင်မို့လားဆိုနိုင်တယ်အဲ့ဒီလိုမျိုးပြပါဒဝိတ္တဝိညာဝိတ္တနော်အတွေးစိုးအကြံစိုးတွေဖြစ်လာပြီဆိုရင်အဲ့ဒါဘာလို့ရတော့တိမခံရဘူးတဲ့သူ့ကိုပယ်ဖို့ကြိုးစားရမယ်ဖယ်ဖို့ကြိုးစားရမယ်နောက်တစ်ခါထပ်ပြီးတော့မဖြစ်ဖို့ဒီကိုပဲအထောက်ရမယ်အဲ့ဒါကိုမြတ်စွာဘုရားရည်ညွှန်းတာပယ်ရှားခြင်းဖြင့်ပယ်ရမယ်ကိလေသာကိုပယ်ရှားခြင်းဖြင့်ပယ်နိုင်အောင်ကြိုးစားရမယ်ပို့ပြီးတော့ရှင်းအောင်ပြောရရင်နော်ကိုယ်တန်တမှာလက်ခံထားမယ်ဆိုရင်အများကြီးကြီးထွားလာနိုင်တဲ့ဒီအကုသိုလ်ကိလေသာတရားတွေကိုလက်မခံမဲနဲ့ဘာလို့ရမလို့ပယ်ရှားပြရမယ်လို့ပြောတာဘယ်နှနည်းရှိသွားပြီလို့၅နည်းရှိသွားပြီနော်နောက်ဆုံးဦးဇင်းတို့နောက်6ခုမြောက်နည်းကအလွန်ကျေပြန့်တယ်အဲ့ဒါကဘာလဲဆိုတော့ဘာဝနာပွားများခြင်းဖြင့်ပယ်ရှားမယ်ကိလေသာကိုပွားများခြင်းဖြင့်ပဲပယ်နိုင်အောင်ကြိုးစားမယ်ဟုတ်တယ်နောက်အကုသိုလ်တွေကနောက်ဆုံးပွားများခြင်းဖြင့်ပဲအမြင့်ပြတ်ပယ်တတ်ပြကြရမှာပေါ့နော်မပွားများလို့ရှိရင် तू ကအမြင့်ပြတ်မရဟုတ်လားအပေါ်ယံလောက်လုံးနေရင်ပေါ်ယံလောက်ပဲဖြစ်မယ်ပေါ့နော်ဒီနေ့မှာပွားများခြင်းအဖြစ်ပယ်ရှားမယ်ကိလေသာကိုပွားများခြင်းအဖြစ်ပယ်ရမယ်ဆိုတာဘာကိုဆိုလိုတာတော့ဘိုးစဉ်9ပါးကိုပွားများရမယ်လို့ဆိုလိုတာတဲ့ဟုတ်လားမပွားများရင်ဖြစ်နိုင်တဲ့ကိလေသာအာသောတရားတွေကိုပွားများခြင်းအဖြစ်မဖြစ်အောင်ကြိုးစားတာသူကြတော့သူကအကုသိုလ်ကိလေသာတရားတွေကိုအနုတ္တိအဆင့်ထိပယ်ဖို့အတွက်ရည်မှန်းချက်ထားတဲ့ပုဂ္ဂိုလ်တွေကဘာလို့ကြအောင်လို့ကြိုးစားကြရမှာသူမပါလို့မရအောင်ဒီနေ့မှာဘုဇင်ဆိုတဲ့တရားလေးနော်ဘောဓိအင်္ဂဘုဇင်ကနော်ဘုဇင်ဆိုတာတွေကဘောဓိရဲ့အင်္ဂရဲ့စကားလုံးနှလုံးပေါင်းထားတာနော်ဘောဓိဆိုတာကတစ္ဆာ၄ပါးကိုသိတဲ့မဲ့ဉဏ်ကိုပြောတာအင်္ဂဆိုတာအစိတ်ပိုင်းနော်မဲ့ဉဏ်ရဖို့အတွက်လိုအပ်တဲ့အင်္ဂအစိတ်ပိုင်းတွေကိုဘောဓိအင်္ဂလို့ပြောတာအဲ့ဒါကိုပေါင်းလိုက်တဲ့အခါကျတော့ဘုဇင်ကအဲ့ဒါကိုဂါကိုဖျောက်ပြီးတော့ဘုဇင်လို့အလွယ်လေးဆိုရတာပေါ့နော်အဲ့ဒါဘုဇင်ဆိုတာဘာလဲလို့မေးရင်မဲ့ဉဏ်ရဲ့အစိတ်ပိုင်းလို့ပြောတာလေဒီဆိုကြီးကဒီဘုဇင်ကိုဘယ်လိုအဓိပ္ပာယ်ဖွင့်လို့ဆိုတော့ငှက်တကောင်နဲ့ဥမာပေးတယ်။နောက်ငှက်တကောင်မွေးဖွားလာပြီဆိုရင်အမိဝမ်းကနေဥလေးဖြစ်နေမွေးလာတယ်။
ဒီကောင်လေးပြန်နိုင်ပြီလားဘယ်ပြန်နိုင်ရင်မလို့သူကအမိဝမ်းကောင်းတွေကဥဖြစ်နေပဲထွက်လာတယ်တခါအဲ့ဒီဥကိုအမေကဝစ်ပေးတဲ့အခါကျတော့အကောင်ပေါက်လာတယ်အကောင်ပေါက်လာတော့ဒီငှက်ပြန်နိုင်ပြီလားဆိုတော့မပြန်နိုင်သေးဘူးဘာလို့လဲအတောင်မှမစုံသေးပဲကိုဟုတ်လားဥအနေနဲ့တခါထွက်တယ်ဥလေးရမှတခါထပ်ပြီးတော့ပေါက်တယ်ဝိဇတရဝါခေါ်တာပေါ့နော်နှစ်ခါပေါက်ရတယ်ဟုတ်လားပြန်နိုင်ပြီလားမပြန်နိုင်သေးဘူးအတောင်ပေါက်လာပြီအမွေးစုံလာပြီဆိုတော့မှသူဘာလို့ပြန်နိုင်မယ်ဒါငှက်ရဲ့သဘာဝပေါ့နော်အဲ့ဒါလိုပဲဦးဇင်းတို့နိဗ္ဗာန်ဆိုတဲ့ပန်းနိုင်ကိုပြန်တန်းပြီးတော့သွားလို့ကြတဲ့သူတော်ကောင်းတွေဟာလည်းပဲဘုရား9ပါးဆိုတဲ့အတောင်လက်ဆိုရမယ်တဲ့နော်ဘုရား9ပါးကိုငှက်ရဲ့အတောင်လက်နဲ့ဥမာပေးတာအဲ့ကလေးကအမိဝမ်းကောက်ကဥအဖြစ်နဲ့ထွက်လာတယ်ဆိုတာဘာကိုညင်ညွှန်းတာတုံးဆိုတော့မွေးရပါစိတ်ယူစိတ်မိုက်ပျောက်ပြီးတော့နော်တမာတိရှိအောင်တည်ငြိမ်အောင်ကြိုးစားအထုတ်တာကိုညင်ညွှန်းတာတဲ့ဆရာကြီးကနော်ဝင်လေထွက်လေကိုရှုမှတ်လို့ပဲဖြစ်ဖြစ်ကာကတာတိတမျိုးမျိုးကိုပဲရှုမှတ်လို့ပဲဖြစ်ဖြစ်စိတ်ငြိမ်လာတယ်တီးလာတယ်ဆိုရင်ဒါစိတ်ယူစိတ်နှံပျောက်သွားတယ်လို့ဆိုအေးများသောအားဖြင့်ဒီကမှာတို့ဦးဇင်းတို့တွေကတာမန်အချိန်မှာကိုယ်စိတ်ဟာယူနှမ်းနေဆိုတာမသိနိုင်ပြီလို့ဘာဝနာပွားများကြည့်တဲ့အချိန်ကျမှနည်းနည်းလေးတောင်ငြိမ်ဖို့မလွယ်ပါလားဆိုတာသိရတယ်ဟုတ်လားဒါကြောင့်ဘာဝနာရှုတော့မှကြည့်မယ်ဆိုရင်တာမန်ပုဂ္ဂိုလ်ရဲ့စိတ်ဟာနော်ယူသွနေတဲ့စိတ်လို့ဆိုကြီးကပြောတယ်အဲ့ဒါကိုကမ္မထံဘာဝနာတစ်မျိုးမျိုးကိုအသားကျအောင်ကြိုးစားလိုက်မှအဲ့ဒီစိတ်ယူစိတ်မဲ့ကပျောက်သွားတာအဲ့ဒါဥဖြစ်နေမွေးလာတာနဲ့တူတယ်တဲ့နော်အဲ့ဒါဆက်ပြီးတော့ဒီယုံနာခန္ဓာရဲ့မတည်မြဲတဲ့အနိစ္စအကောင်းမဟုတ်တဲ့ဒုက္ခအနှစ်သာရကင်းမဲ့တဲ့အနတ္တအိစ္ဆဒုက္ခအနတ္တလက္ခဏာရေး 3 ပါးကိုသိအောင်ကြိုးစားလို့သိလာတယ်ဆိုလို့ရှိရင်အဲ့ဒါဥတွေကနေထွက်လာတာလေမသိမှုအဝိဇ္ဇာဥကုံကိုခွဲပြီးတော့ထွက်လာတာပြန်နိုင်ပြီလားနိဗ္ဗာန်ခရီးကိုသူပြန်နိုင်ပြီလားမပြန်နိုင်သေးဘူးလေဘာလို့လဲဆိုအတောင်လည်းမစုံသေးလို့အဲ့ဒီအတောင်လက်ကဘာကိုရည်ညွှန်းအောင်ဆိုဘုဇင်9ပါးကိုပြောတာလေဟောဒီလိုတော့နော်ပထမအဆင့်စိတ်တည်ငြိမ်မှုရှိရမယ်ပေါ့ဒုတိယအဆင့်လက္ခဏာရေး 3 ပါးကိုသိရမယ်ပေါ့တတိယအဆင့်ဘုဇင်9ပါးပြည့်စုံရမယ်အဲ့ဒါဆိုလို့ရှိရင်တော့ငှက်တဲ့ကောင်အတောင်ဆုံးသွားပြီဆိုရင်လူရခီးကိုသူပြန်တန်းသွားလို့ရပြီဘုဇင်9ပါးပြည့်စုံပြီဆိုရင်လည်းအဲ့ဒီပုဂ္ဂိုလ်ဟာနိဗ္ဗာန်ခရီးကိုပြန်တန်းလို့ရပြီနိဗ္ဗာန်တည်းဟူသောပန်းတိုင်ကိုသူရောက်အောင်ပြန်နိုင်ပြီလို့ဆိုလိုတာဒါကလေဒီဆိုတော်ဘုရားကြီးရှင်းပြတဲ့ရှင်းချက်ပေါ့နော်အဲ့တော့ဘုဇင်9ပါးကိုပိဋကပေါင်းသူတော်တို့အားလုံးနားလည်ထားကြပြီလားဖြစ်မလို့ထင်နော်ပတိတံဘောဇင်ဓမ္မဝိရှယတံဘောဇင်ဝိရိယတံဘောဇင်ပိဋိတံဘောဇင်ပတ္တိတံဘောဇင်တမာရိတံဘောဇင်ဥပေက္ခတံဘောဇင်ဟုတ်လားပွားများခြင်းဖြင့်ပယ်ရမယ့်ကိလေသာအာသောတရားကိုပွားများခြင်းဖြင့်ပယ်ရမယ်ဆိုတာဒီအခုပြောခဲ့တဲ့ဘုဇင်9ပါးကိုပွားများရမယ်လို့ဆိုလိုလားပတ္တိတံဘောဇင်ဆိုတာဘာပြောတာတော့ကိုယ်ခန္ဓာမှာဖြစ်เสียအကြောင်းရှိလို့ထင်ရှားဖြစ်ပေါ်လာတဲ့သဘာဝတရားယုံနာတရားတွေကိုအမှန်အကန်အောက်မေ့အမှတ်ရပြီးတော့နေတာကိုတတိတံဘောဇင်လို့ခေါ်တာတတိပဋ္ဌာန်တရား 4 ပါးရာမှာဖြစ်ပေါ်တဲ့တတိကိုဆိုလိုတာပေါ့နော်ဘာမှနားမလည်ကြမရှိဘူးနော်ဓမ္မဝိရှယတံဘောဇင်ဆိုတာဒီယုတ်ဒီနံဒီသဘာဝတရားတွေကိုပိုင်းခြားဝေဖန်စီစစ်တယ်ကိုကောက်ရင်ဉာဏ်ပညာပေါ့ဒါတွေကပုဂ္ဂိုလ်တ attva မဟုတ်ဘူးသဘာဝတရားတွေလို့အခြေခံပိုင်းဖြတ်ဟုတ်လားဒါတွေကဖန်ဆင်းတာလို့ဖြစ်တာမဟုတ်ဘူးအကြောင်းပဲဖြစ်တာလည်းမဟုတ်ဘူးအကြောင်းကျိုးသဘာဝတရားတွေလို့နားလည်အောင်ကြိုးစားတယ်ဒါတွေကဖြစ်ပြီးမရှိတော့တဲ့သဘောတွေပဲလို့အနိစ္စကိုသိအောင်ကြိုးစားတယ်ဒီယုတ်ဒီနံဒီသဘာဝတရားတွေဟာဘယ်လိုသဘောရှိတဲ့တရားတွေလဲလို့ဝေဖန်စီစစ်ပိုင်းခြားတာကိုဓမ္မဝိရှယလို့ခေါ်နော်သူလည်းပဲပွားများမယ်နိဗ္ဗာန်ရောက်ကြောင်းတရားအောင်ဓမ္မဝိရှယတံဘောဇင်ပြီးတော့ပါလာတော့ဝိရိယတံဘောဇင်အဲ့ဒီတတိနဲ့အဲ့ဒီအတိဉာဏ်ပညာကိုစင်စစ်မပြတ်ကိုယ်တန်တမှာဖြစ်အောင်ကြိုးစားတာဒါမှကြိုးစားရင်တတိကမဖြစ်ဘူးဟုတ်လားတတိဖြစ်အောင်မလုပ်ဖို့လိုတော့ကြိုးစားဖို့လိုတယ်နော်ဒီတိုင်းနေရင်လည်းတတိကဖြစ်နေမှာမဟုတ်ဘူးဟုတ်လားအဲ့ဒါတတိဖြစ်နေအောင်ကြိုးစားနေတာကိုပဲဒီနေရာမှာပါခေါ်တော့ဝိရိယနော်ဒါပါလေဝိရိယတံဘောဇင်အဲ့လိုအရှင်တို့တတိရဲ့ပညာရဲ့ဝိရိယရဲ့ကြိုးစားတဲ့အခါမှာစိတ်ထဲမှာကိလေသာကင်းတဲ့အတွက်ကြောင့်နော်နှစ်သက်မှုပီတိဆိုတဲ့သဘာဝတရားဟာဖြစ်လာတယ်အဲ့ဒါပီတိတံဘောဇင်စိတ်ထဲမှာနှစ်သက်တယ်ဟုတ်လားပြီးရင်ဘာဆက်ဖြစ်လာမလို့ပတ္တိတဲ့နှလုံးစိတ်ဝါငြိမ်းအေးတယ်နော်ဒါလည်းပဲဘုဇင်ပဲနော်ပွားများမှာဟုတ်လားပြီးရင်ဘာလာတော့တမာတိတဲ့ငြိမ်းအေးလာပြီဆိုတော့တည်ငြိမ်မှုရလာတယ်အစိတ်ချမ်းသာမှုရှိတဲ့အခါကျတည်ငြိမ်မှုရှိလာတာပေါ့နော်အဲ့ဒါဘာခေါ်တော့တမာတိတံဘောဇင်အဲ့ဒီလိုတည်ငြိမ်မှုရှိလာပြီဆိုတဲ့အခါကျတော့နော်အလေအလတ်နော်လေးလူရှုနိုင်ခြင်းလို့ဆိုတဲ့မြင့်မြတ်တဲ့ဥပေက္ခသူတော်ကောင်းတရားဟာဖြစ်ပေါ်လာတယ်။ဟောချမ်းသာလို့လည်းပဲ
စိတ်တက်တာမျိုးဆင်းရဲလို့တဲ့စိတ်ပြတ်တာမျိုးအကောင်းဆိုးကြောင့်စိတ်မတုန်လို့ဖဲနဲ့ချိန်ခွင်ရှာလို့ဟိုဘက်လက်ကောင်းမပြူဒီဘက်လက်ကောင်းမပြူအလက်တက်မှတ်စွာနေနိုင်တယ်လွန်မြင်မာတဲ့တော်ကောင်းတရားတစ်မျိုးပေါ့နော်အဲ့ဒါဘာလို့ခေါ်တော့ဥပေက္ခညသိမ်မွေးတဲ့သဘာဝတရားပေါ့နော်အဲ့ဒါလည်းပါလေပွားများအထောက်ရမယ်ဘုဇင်တရားအောင်တော့အခြေခံကဒီဘုဇင်9ပါးထဲမှာဘာအခြေခံလဲလို့မေးရင်တတိယအခြေခံပဲဒါကြောင့်ဦးဇင်းတို့အာနာပါနကမ္မဋ္ဌာန်းကိုစီးပြန်လို့ရှိရဲ့တတိပဋ္ဌာန်တရား၄ပါးပြည့်စုံလိမ့်မယ်လို့အဲ့ဆိုဘုရားဟောတယ်တတိပဋ္ဌာန်တရား၄ပါးကိုပြည့်စုံအောင်လုပ်မယ်ဆိုရင်ဘုဇင်9ပါးပြည့်စုံလာလိမ့်မယ်လို့ဟောတယ်ဘုဇင်9ပါးပြည့်စုံလို့ရှိရင်ဝိဇ္ဇာဝိမု ക്തി လို့ဆိုတဲ့မဲ့ညာဘုံညာနဲ့ပြည့်စုံမယ်လို့ဒီလိုအကြောင်းကျိုးဆက်ပြီးတော့ဟောတာလည်းရှိတယ်ဟုတ်လားဒါကြောင့်ပိဋကပေါင်းတော်ဒါဘုဇင်တရားလေးကိုအချင်းချုပ်ဦးဇင်ကပြောပြတယ်နော်အဲ့တော့နံပါတ်6အသုံးချရမယ့်နိလန်းနော်မပွားများလျင်ဖြစ်နိုင်တဲ့ကိလေသာအတောတရားတွေကိုပွားများခြင်းအဖြစ်မဖြစ်အောင်ကြိုးစားရမယ်ဒေသနာမှာလာတဲ့အတိုင်းတိုက်ရိုက်ပြောရရင်တော့ပွားများခြင်းဖြင့်ပယ်ရမယ့်ကိလေသာတရားတွေကိုပွားများခြင်းဖြင့်ပဲပယ်နိုင်အောင်ကြိုးစားရမယ်ဒါရှုတော့မျိုးစုံကနေမြတ်စွာဘုရားဟောတာနော်အလွန်ပြည့်စုံတယ်လို့အစဉ်စိတ်ထဲမှာခံစားရတယ်ဟုတ်လားဒါကြောင့်အကုသိုလ်မဖြစ်ခြင်းမူဆင်းရဲဒုက္ခရဲ့အကြောင်းတရားပူလောင်ခြင်းရဲ့အကြောင်းတရားဖြစ်တဲ့အကုသိုလ်တရားတွေကိုကိုယ်ပေါ်မှာလည်းဖြစ်ခြင်းမူနှုတ်ပေါ်မှာလည်းဖြစ်ခြင်းမူစိတ်ထဲမှာလည်းမဖြစ်ခြင်းမူဆိုရင်ဒီနိလန်း6ရက်ကိုနော်ကျင့်သုံးကြဖို့မလိုဘူးလားလို့တယ်နော်သူ့နေရာနဲ့သူပဲနော်အကုန်လုံးကအရေးပါတယ်လို့မဆိုနိုင်ဘူးလားဆိုနိုင်တယ်နော်စောင့်ကြည့်မှုဖြင့်ပယ်ရမယ့်အာသောတရားကိုစောင့်ကြည့်ခြင်းဖြင့်ပယ်ရမယ်မိဝဲခြင်းဖြင့်ပယ်ရမယ့်ကိလေသာတရားတွေကိုမိဝဲခြင်းဖြင့်ပယ်ရမယ်တိခံခြင်းဖြင့်ပယ်ရမယ့်ကိလေသာအာသောတရားကိုတိခံခြင်းဖြင့်ပယ်ရမယ်ရှောင်ကျင်ခြင်းဖြင့်ပယ်ရမယ့်ကိလေသာအာသောတရားတွေကိုရှောင်ကျင်ခြင်းအဖြစ်ပယ်ရမယ်ဖယ်ဖြောက်ခြင်းအဖြစ်ပယ်ရမယ့်ကိလေသာတရားတွေကိုဖယ်ဖြောက်ခြင်းအဖြစ်ပယ်ရမယ်ပွားများခြင်းအဖြစ်ပယ်ရမယ့်ကိလေသာတရားတွေကိုပွားများခြင်းအဖြစ်ပယ်ရမယ်တဲ့ဟုတ်လားဒါကမကောင်းမှုရှောင်ဆိုတဲ့စကားလုံးလေးရဲ့အဓိပ္ပာယ်နော်ဘယ်လောက်ထိကျေပြတ်မှုနည်းနည်းမှုရှိလဲဆိုတာလေးကိုဆက်ပြီးတော့စဉ်းစားဖို့ဒီဒေသနာကိုပြောပြတာဟုတ်လားဒါကြောင့်ဒီနေ့ညမကောင်းမှုရှောင်ကတော့ဒီလောက်နဲ့ပြီးအောင်နော်အချိန်ကစေနေပြီဟုတ်လားမနေ့ပြန်ကောင်းမှုရှောင်နော်ကောင်းမှုတွေရဲ့အကြောင်းပြောကြတာပေါ့နော်တပတ်ခါအစိတ်ကိုဖြေအောင်ထားတဲ့အကြောင်းကိုပြောတာပေါ့နော်အဲ့တော့ဦးဇင်းတို့ပေးတဲ့ပေါင်းတော်အောင်တို့နော်ညာတိုင်းလုံးမယ်လို့ရည်မှန်းထားတဲ့အမြင့်မြတ်တဲ့တန်ရှင်းစင်ကြယ်တဲ့အချင်းမြတ်ကိုလည်းပဲကျင့်သုံးကြအောင်ပဲနော်တော့အလုံးနော်တရားဘာဝနာကိုနာယူပြီးတဲ့နောက်မှာနော်တရားဘာဝနာအလုပ်ကိုနော်ကြိုးစားအထောက်ကြရအောင်အလုံးမိမိတို့ကြိုးစားအထုတ်နေတဲ့နည်းများနဲ့ကြိုးစားအထုတ်မယ်ဆိုရင်လည်းပဲကြိုးစားအထုတ်နိုင်ကြပါလေဒီနေ့အသက်ရောက်လာတဲ့ပုံကိုယ်တွေလည်းပဲရှိတဲ့အတွက်ကြောင့်ဦးဇင်းတို့ပြောတဲ့နည်းတိုင်းကြိုးစားအထုတ်မယ်ဆိုရင်လည်းပဲကြိုးစားအထုတ်နိုင်ဖို့နည်းနည်းပြောပါမယ်ခန္ဓာကိုယ်ကိုတတောင့်တတအနေထားလေးနဲ့ထိုင်ပါချမ်းသာတယ်လို့လေးထိုင်ပါစိတ်ကိုလျှော့ထားပါခန္ဓာကိုယ်ကိုလည်းလျှော့ထားပါတင်းမထားပါနဲ့ခါကိုအနည်းငယ်စမ်းထားပါခေါင်းကိုတဲတဲထားပါဘုရားယန္တာရိယသူတော်ကောင်းကြီးများအလွန်တန်ဖိုးထားပြီးတော့မျက်နှိုးတဲ့ဘာဝနာလုပ်ကိုကြိုးစားအထောက်ရတော့မယ်ဆိုတဲ့စိတ်နဲ့ဝန်တာမှုကြည်နုမှုအပြည့်နဲ့ကြိုးစားပါ10မိနစ်ခန့်ကြိုးစားကြမယ်မိမိတို့ရဲ့စိတ်ကိုနာသီးပြားကိုအာယုံဖြူပါဝင်လေဝင်နေတာရှိပါတယ်ထွက်လေထွက်နေတာရှိပါတယ်ဒီခန္ဓာကိုယ်ကြီးရှင်သန်ဖို့အတွက်ဒီဝင်လေထွက်လေဟာဒီခန္ဓာကိုယ်ကြီးကသူ့အလုပ်သူကိုလုပ်နေသောအဖြစ်ဖြစ်ပေါ်နေတယ်ကိုယ်ကလုပ်နေတာတော့မဟုတ်ဘူးခန္ဓာကိုယ်ကြီးကသူ့အလုပ်သူလုပ်နေတာလေလေးဝင်တိုင်းနာသီးပြားတနေရကိုထိခိုက်ပုတ်တိုက်ပြီးတော့ဝင်သွားလိမ့်မယ်ထွက်လေထွက်တိုင်းလည်းပဲနာသီးပြားတနေရကိုထိခိုက်ပုတ်တိုက်ပြီးတော့ထွက်သွားလိမ့်မယ်အဲ့ဒီဝင်လေထွက်လေကြောင့်ဖြစ်ပေါ်သွားတဲ့ထိမှုသဘောကိုတလက်ဆက်သိအောင်ကြိုးစားဖို့ပါဝင်လေဝင်တိုင်းထိတယ်ထိတိုင်းသိအောင်ကြိုးစားပါ
ထွက်လေထွက်တိုင်းထီတယ်ထီတိုင်းတည်အောင်ကြိုးစားပါခန္ဓာမှာဖြစ်ပေါ်နေတဲ့သဘာဝအမှန်မှာဒါကိုမှန်မှန်ကန်ကန်သိနေခြင်းအဖြစ်ဒီခုနကပြောခဲ့တဲ့တတိတန်ဖိုးခြင်းကိုပွားများနေတာတတိဆိုတာမဉ္ဇဉ်ရဲ့အင်္ဂါအစိတ်ပိုင်းပဲနိဗ္ဗာန်ချမ်းသာကိုသိနိုင်မြင်နိုင်လို့အတွက်မဉ္ဇဉ်ရရှိဖို့အတွက်မဉ္ဇဉ်ရဲ့အင်္ဂါအစိတ်ပိုင်းတွေလိုအပ်တယ်အဲဒီတတိကိုစင်စမပြတ်ဖြစ်အောင်ဝိရိယနဲ့ကြိုးစားပါဝင်လေဝင်တိုင်းထီတယ်ထီတိုင်းတည်အောင်ကြိုးစားပါထွက်လေထွက်တိုင်းထီတယ်ထီတိုင်းတည်အောင်ကြိုးစားပါအမြင့်မြတ်ဆုံးသောလုပ်ငန်းကိုကြိုးစားလုပ်ကိုင်နေရတာဘာလို့အမြင့်မြတ်ဆုံးလို့ပြောရလဲထီတာကိုသိနေတိုင်းသီလသမารိပညာသိက္ခာ3ရပ်မိမိတဏ္ဍာမှာတီးနေတာဒါကြောင့်မြင့်မြတ်တယ်လို့ပြောရတာထီတာကိုသိတာကာယကံဝစီကံပေါင်းကြံမှုအပြစ်ရှိမှုတွေကင်းကွာနေတယ်ဒါကြောင့်သီလသိက္ခာသီလသာသနာနဲ့မိမိတဏ္ဍာမှာတီးနေတယ်ထီတာကိုသိနေတော့မှမနောကစိတ်ထဲမှာပေါင်းကြံမှုမရှိတဲ့အတွက်ကြောင့်သမာဓိသိက္ခာလည်းတီးနေတယ်ထီတာကိုသိနေတဲ့အချိန်မှာဝါခန္ဓာရဲ့အမှန်ကိုသိနေတာဖြစ်တဲ့အတွက်ကြောင့်ပညာသိက္ခာပညာသာသနာလည်းတီးနေတယ်ရှိနေတယ်ဒီလိုနားလည်ရမှာဒါကြောင့်ထီတာကိုသိတိုင်းတမိုးကြီးမားတဲ့အဆုံးအမတွေကိုလိုင်းနာနေတာအလွန်မြင့်မြတ်တဲ့အလုပ်ကိုလုပ်နေတာဒါကြောင့်ထိရောက်ရောက်ကြိုးစားပါတည်တည်ချာချာလုပ်ပါစေစေဆက်ဆက်လုပ်ပါကိုဘလို့လုပ်တယ်လဲဆိုတာကိုဘလို့လူလဲဆိုတာရဲ့အဖြေပါခပ်ပေါ်မလုပ်ပါနဲ့ရော့တီရော်ရဲမလုပ်ပါနဲ့လေးလေးစားစားလုပ်ပါဝင်ဒီဝင်တိုင်းထီတယ်ထီတိုင်းတည်အောင်ကြိုးစားပါထွက်လေထွက်တိုင်းထီတယ်ထီတိုင်းတည်အောင်ကြိုးစားပါဝေဘူးဆိုတော့ဘုရားကြီးကထီတာကိုသိနေတဲ့အချိန်မှာလောဘဒေါသမောဟတွေဖြစ်ခွင့်ရလို့မဖြစ်ဘူးဒါကြောင့်အလွန်မြင့်မြတ်တယ်လို့လူရင်းကြကြပြောပါတယ်ကိုယ်စိတ်ကလေးဖြူစင်တန်ရှင်းရအောင်ကြိုးစားနေတာစိတ်ဓာတ်ဖြူစင်တန်ရှင်းမှသိတဲ့သိလိုက်တာကိုသိနိုင်တာဒါကြောင့်ဒီခန္ဓာရဲ့သဘာဝအမှန်ဖြစ်တဲ့ဝင်လေထွက်လေကြောင့်ဖြစ်ပေါ်နေတဲ့ထိမှုသဘောကိုတလက်ဆက်သိအောင်လုပ်ပါစိတ်လိုမလိုက်ပါနဲ့ဘာပဲဖြစ်ဖြစ်တလက်ဆက်သိအောင်ဒီချိန်လေးမှာကြိုးစားမယ်ဆိုတဲ့စိတ်နဲ့လုပ်ပါလက်ဖြစ်တဲ့အတွက်တွင်မှာစိတ်ဟာကတိတသိန်းလောက်ဖြစ်ပြီးချုပ်တယ်လို့အလုံးကြားဘူးတယ်ထီတာကိုသိနေတဲ့ချိန်မှာအချိန်ကာလမကြာမြင့်မိမယ်လို့ကုသိုလ်ကောင်းမှုတွေအများကြီးဖြစ်သွားတယ်ဒါကိုနားလည်ဖို့လိုတယ်ထီတာကိုသိတိုင်းမြင်မာတဲ့ကုသိုလ်ကောင်းမှုကိုရအောင်ကြိုးစားနေတာ
စိတ်သေးဆက်ဆက်သိအောင်လုပ်ပါဝင်လေဝင်တိုင်းထီတယ်ထီတိုင်းသိအောင်လုပ်ပါထွက်လေထွက်တိုင်းထီတယ်ထီတိုင်းသိအောင်လုပ်ပါဝင်လေတစ်ခုတွင်မှာဖြစ်ပေါ်နေတဲ့ထိမှုဟာတစ်ခုလည်းမဟုတ်ပါဘူးထိမှုသဘောတွေတစ်ခုပြီးတစ်ခုဖြစ်ပေါ်သွားတာစင်စမပြတ်ဖြစ်ပေါ်သွားတဲ့ထိမှုအသေးစိတ်သိအောင်ကြိုးစားပါထွက်လေကြောင့်ဖြစ်ပေါ်သွားတဲ့ထိမှုဟာလည်းတစ်ခုလည်းမဟုတ်ပါဘူးထိမှုသဘောတွေတစ်ခုပြီးတစ်ခုစင်စမပြတ်ဖြစ်ပေါ်နေတာဒါကိုအသေးစိတ်သိအောင်အားစိုက်ပါလုံနိုင်ခဲ့တဲ့အလုပ်ကိုလုပ်နေတာအကြောင်းလေးစုံလို့လုပ်ရတဲ့အချိန်လေးမှာစိတ်ပါလက်ပါထိထိရောက်ရောက်လုပ်ပါအချိန်ကာလခဏလေးရှုပ်ပြီးတော့ခပ်ပေါ်ပေါ်မလုပ်ပါနဲ့ပြီးပြီးပြင်းပြင်းလုပ်ပါဝင်လေဝင်တိုင်းထီတယ်ထီတိုင်းသိနေအောင်လုပ်ပါထွက်လေထွက်တိုင်းထီတယ်ထီတိုင်းသိနေအောင်လုပ်ပါဒီကသုံးပုံကိုအနှစ်ချုပ်ရင်ဘောဓိပက္ခိယတရား39ပါးရတယ်လို့ဆိုပါတယ်ဘောဓိပက္ခိယတရား39ပါးကိုအနှစ်ချုပ်ရင်မဂ္ဂင်10ပါးရတယ်လို့ဆိုပါတယ်မဂ္ဂင်10ပါးကိုအနှစ်ချုပ်ရင်သီလသမာဓိပညာသိက္ခာ3ပါးရတယ်လို့ဆိုပါတယ်သိက္ခာ3ပါးကိုအနှစ်ချုပ်ရင်တော့အပမာဒဆိုတဲ့တတိတရားတစ်ခုရတယ်ဒါကြောင့်ထီတာကိုတည်တိုင်းတတိတွေဖြစ်နေတာတာမန်နေတဲ့အချိန်နဲ့မတူပါဘူးတာမန်နေတဲ့အချိန်ကတောင်တွေးမြောက်တွေးဥတ္တရာမဲ့တွေးနေတာခန္ဓာရဲ့အကြောင်းကိုသိအောင်မြင်အောင်ကြိုးစားနေတာဝင်လေဝင်တိုင်းထီတိုင်းသိနေအောင်လုပ်ပါထွက်လေထွက်တိုင်းထီတိုင်းသိနေအောင်လုပ်ပါဝင်လေထွက်လေကြောင့်ဖြစ်ပေါ်တဲ့အထိမှုမထင်ရှားရင်မိမိခန္ဓာမှာတခြားဖြစ်ပေါ်နေတဲ့ထင်ရှားတဲ့ထိမှုသဘာဝတွေကိုသိပြီးတော့လည်းနေနိုင်နေတယ်တစ်မျိုးပြီးတစ်မျိုးတစ်ခုပြီးတစ်ခုဖြစ်နေတာကိုသိနေအောင်လုပ်ပါအတန်ကြားနေတာရှိတယ်သိနေအောင်လုပ်ကြည့်ပါထိနေတာတွေအမျိုးမျိုးနေရာမှာဖြစ်ပေါ်နေတာရှိတယ်သိနေအောင်လုပ်ကြည့်ပါ
စိတ်ထဲမှာတွေးကြံနေတာတွေရှိနေရင်ဖြစ်နေရင်လည်းအဲ့ဒါကိုသိနေအောင်လုပ်ပါဖြစ်ပေါ်လာသမျှကိုတလဇတ်သိနေအောင်ကြိုးစားမယ်ဆိုရင်လည်းရပါတယ်ဝင်လေထွက်လေကြောင့်ဖြစ်တဲ့ထိမှုသဘောထင်ရှားတယ်ဆိုရင်တော့အဲ့ဒီထိမှုကိုပဲတလဇတ်သိအောင်လုပ်ကြည့်ပါကုသိုလ်ကောင်းမှုဆိုတာလုံးမယ်လို့စိတ်ဖြစ်ုံများနဲ့မြင့်မြတ်လာပြီလို့မြတ်စွာဘုရားဟောပါတယ်တကယ်လို့ဖြစ်တယ်ဆိုရင်ဘယ်ပြောဝယ်ရရှိမလဲလို့ဒီလိုဟောပါတယ်ဒါကြောင့်ကုသိုလ်ကောင်းမှုတွေထဲမှာမှတန်ဖိုးကြီးမှလာတဲ့ဘာဝနာကောင်းမှုကိုဖြစ်အောင်လုပ်နေတာဝင်လေဝင်တိုင်းထီတယ်ထီတိုင်းဒလဇတ်အသေးစိတ်သိအောင်လုပ်ပါထွက်လေထွက်တိုင်းထီတယ်ထီတိုင်းအသေးစိတ်ဒလဇတ်သိအောင်လုပ်ပါဒီကြိုးစားအထောက်မှုကတန်ဖိုးကြီးလာတဲ့ကြိုးစားအထောက်မှုပါမဖြစ်သေးတဲ့အကုသိုလ်တွေမဖြစ်ဖို့ဖြစ်ပြီးသားအကုသိုလ်တွေကိုပယ်ရှားဖို့မဖြစ်သေးတဲ့ကုသိုလ်တွေဖြစ်ဖို့ဖြစ်ပြီးသားကုသိုလ်တွေတိုးတက်ခိုင်မြဲဖို့ဒီလိုရည်ရွယ်ချက်နဲ့အထုတ်နေတဲ့ဒီဝိရိယဟာသမ္မာဝါယမမှန်ကန်တဲ့မြင့်မြတ်တဲ့ကြိုးစားအထုတ်မှုပါဒါကြောင့်ထိမှုသဘောကိုတလဇတ်သိနေအောင်အားစိုက်ပါလောကမှာဘာကိုမှမကြိုးစားဘဲနဲ့မရပါဘူးကြိုးစားရတယ်အားထုတ်ရတယ်ကိုယ်ထဲမှာရှိတဲ့မြင့်မြတ်တဲ့အားတွေကိုထုတ်ပါတတိအားဝိရိယအားတတ္တာအားသမာဓိအားပညာအားဒါတွေကိုကြိုးစားပြီးတော့ထုတ်ယူပါဒီလိုပါတမိုးကြီးတဲ့အလုံးယုံကြည်တဲ့တတ္တတရားအခြေခံအားကောင်းမှုလိုတယ်ဓမ္မကြိုးစားမှုဝိရိယအားထက်သန်မှာဝိရိယနဲ့ကြိုးစားမှတတိဆိုတာဖြစ်တာတတိအားတတိဆိုတာဆင်ဆက်မပြတ်ဖြစ်မှတည်ငြိမ်မှုဆိုတဲ့သမာဓိကရနိုင်တာတည်ငြိမ်မှုသမာဓိရှိမှဖြစ်မှယုံနာခန္ဓာရဲ့အခြေအနေမှန်ကိုသိမြင်တဲ့ပညာဆိုတာဖြစ်ထွန်းလာတာတတ္တဝရိယတတိသမာဓိပညာပါခိုင်းကျွန်တော်15မိနစ်တောင်ရှိသွားပြီနော်အားလုံးချိန်ရှိပါပြီဒီနေ့ပိဋကပေါင်းတော်ကောင်းတို့ကြိုးစားအထောက်ကြရသောဒါနသီလသမာဓိပညာကုသိုလ်ကောင်းမှုအစွတ်တို့ရဲ့စွမ်းတတ္တိကြောင့်ဘုရားတပည့်တော်တို့သည်မဉ္ဇဉ်ဘုံဉာဏ်မျက်နှိပ်ပံကိုလင်းမြန်ထုတ်ကြောင့်မျက်မှောက်ပြုပါရစေကုန်သောဟု
ပတ္တနာအောင်စုပြုကြကုန်ရာတည်းအလုံးဆုတောင်းကြမျှဝေကြရအောင်နော်မိမိတို့ပြုလုပ်ထားတဲ့ကုသိုလ်ကောင်းမှုအစုစုကိုအာယုံပြုပြီးတော့ဒီကုသိုလ်ကောင်းမှုအစုစုတို့ရဲ့စွမ်းတတ္တိကြောင့်ဘုရားတပည့်တော်တို့သည်မဉ္ဇဉ်ဘုရားမျက်နှိပ်ပံကိုလျင်မြန်ထုတ်ချောက်မျက်မှောက်ပြုပါရစေလို့ဆုတောင်းကြမယ်အလုံးသောတတ္တဝါနာနာကုသိုလ်ကောင်းမှုရဲ့အဖို့ပါကအညီအမျှရပြီးတော့ချမ်းသာကြပါစေလို့စေနာမေတ္တာရှိထားပြီးတော့အမြတ်တမ်းပေးဝေကြမယ်အလုံးညီညာညာလိုက်ဆိုကြရအောင်အရှင်ဘုရားဘုရားတပည့်တော်တို့သည်ယနေ့ယခုပြုလုပ်အပ်သောဒါနသီလသမာဓိပညာကုသိုလ်ကောင်းမှုအဆုစုတို့ကြောင့်ဉာဏ်ဖို့ဉာဏ်ဉာဏ်နိဗ္ဗာန်ကိုလင်းမြန်ထုတ်ချမျက်မှောက်ပြုအပ်ပါလို၏အရှင်ဘုရားဤကောင်းမှုဤကုသိုလ်တို့ဤဖို့ပါကကိုအသက်ထင်ရှားရှိမရှိဖြစ်ကုန်သောဘိုးဘွားမိဘဆွေမျိုးသားချင်းတို့အားအစာထား၍30ဘုံရှင်လီကုန်သောတတ္တဝအနန္တတို့အားထတ်တူထတ်မြတ်ဧဝံငှပါ၏အမြတ်ရကြ၍ကိုယ်စိတ်နှဖျားကျမ်းမာချမ်းသာကြသည်ဖြစ်ကြပါစေသောအာလုံးကြာကြာသမျှအမြတ်အမြတ်အမြတ်ယူတော်မူကြပါကုန်သောသာဓုသာဓုသာဓုအာလုံးကြာကြာသမျှအမြတ်အမြတ်အမြတ်ယူတော်မူကြပါကုန်သောသာဓုသာဓုသာဓုအာလုံးကြာကြာသမျှအမြတ်အမြတ်အမြတ်ယူတော်မူကြပါကုန်သောသာဓုသာဓုသာဓုအလုံးကိုယ်စိတ်နှပြ